ဘာတလူမျိုးကလည်းရှော့ခက်တွေအတွက်အစားအစာတွေတီးခင်းအခန့်နေတော့မှပဲရုပ်ရည်တွေဆိုလို့မိုးသီးတွေကြားလာပါတော့ဖရန်ကီတဲ့ရှေ့ချောင်းလမ်းပြရဲ့သူကဘယ်ကိုတွားရမလဲဆိုတာကိုပြောပြရဖို့ပြောတဲ့အခါဘာလူမျိုးကတတိုးမှရှေ့ချောင်းလမ်းပြမရှိချောင်းကိုပြောလိုက်တော့ဦးစောလည်းအရန်လန့်နေပါတော့ဒုက္ခရောက်တဲ့အခါဆိုရင်တော့မွေးရမြေကအဖွားကိုဖုန်းဆက်ခေါ်လေးရှိပြီးတော့အမြဲမေးတဲ့အကြောင်းဘာလူမျိုးကပြောပြလိုက်ပါဒါမဲ့သူအဖွားပြောတဲ့အကြံတွေတကူမှအစင်မပြေနေခဲ့လို့လူဗီတို့လည်းနာမည်ကိုအော်ခေါ်ပြီးတော့ကဘာပဲပြက်နေကြပါတော့ဘာဝီယာကိုဘာလို့မတုံးတာလဲလို့ဇိုကပြောတော့ဘာတလူမျိုးလည်းအဖွားကတဘာဝကိုစန့်ကျင်ရင်နောင်သားရှားမယ်လို့ပြောထားတဲ့ဘာတွေရှောက်လောက်နေလို့ကြောက်ရင်ကုန်းပေါ်ပြန်တက်ဖို့ဇိုလည်းအော်ပြောလိုက်ပါလူဗီကလည်းမိုးဒီတွေကိုခံလေးနဲ့ထိုးပြီးတော့ဖယ်ရှားနေရမယ်ဘာလူမျိုးတို့ကတော့လူဗီစံပိုင်းနဲ့သူခရီးသွားခွင့်ရလို့အရန်ပြောတဲ့လုံးနေတဲ့အခါဝင်ပြီးတော့ကူညီဖို့ဇိုကအော်ပါတော့သူတို့နဲ့ညရောက်တော့အားလုံးအိမ်မောကြားနေတဲ့အချိန်လူဗီကထားလာတော့တိတ်ပေါက်ဖို့သွားမယ်ထင်ပြီးဘာလူမျိုးကလည်းလိုက်လာပါတော့လူဗီကဘိုက်ဆာလို့သွားနေတာမလို့ဘေးကနေအသားသုံးကြီးဖြစ်သွားတဲ့အခါလူဗီကလမ်းဆွဲတော့ဘာလူမျိုးကလည်းအနောက်ကပါလာပါတော့လူဗီတို့ကို Street Pirate အဖွဲ့ကတစားရကမြားခေါ်ခဲ့ရဖြစ်ပြီးတော့အတတခုကြားလာကြမလို့ဇိုတို့လည်းနိုးလာခဲ့ပါပြီဥဆောက်က Special Attack Green Star စီးတီပဲနဲ့ပြစ်တဲ့အခါတစားရတို့ကရှောင်နိုင်ခဲ့ပါဖရန်ကီက Wabon Love နဲ့ပြစ်ပေမဲ့တစားရကိုတော့ထိအောင်မပြစ်နိုင်ပါဘူးတစ်ဖက်မှာလည်းအမြောက်နဲ့ပြစ်နေပြီးတော့အမြောက်ထဲကနေပြီးတော့အစီတချို့လိုမျိုးတွေကလည်းထွက်လာပြီးတော့အားလုံးကိုကတ်လို့နေခဲ့ပါပြီတစားရကသူကလုံးကျက်ရေးမှာခေါင်းဆောင်မှုလို့ Saber Mine စီကိုပြန်ချမယ်လို့အားလုံးကိုပြောလိုက်ပါတယ်ဒီနေရာက Travelosa နားမှာရှိနေတဲ့တီးတန့်ကျွန်း Saber Mine ပါဘာလိုမျိုးတို့ဟာ Saber Mine ကိုခေါ်ဆောင်တာခံရပြီးတော့ဘာလိုမျိုးကလည်းလူပြီးစံပိုင်းတွေကိုတခုခုလုံးရင်ခွင့်မလို့ပေးနိုင်မှုဆိုပြီးတော့ Mine တူတဲ့အလုပ်ကိုပဲလုပ်နေရပါတယ်လက်ကလည်းအစည်းအဝေးနဲ့ချုပ်ခန့်ထားရလို့ဘာဘီယာလည်းတုံးမရဖြစ်နေခဲ့ပါပြီတစ်ဖက်ကလူဗီကိုလည်းတန်လုံးကြီးတဲ့ကိုထည့်ထားပြီးတော့လူဗီကလည်းဖိုက်စာလို့အော်ဟစ်နေပါတော့အဲ့ဒီချိန်တစားရကရောက်လာပြီးတော့မကြခင်တူရဲ့ခေါင်းဆောင်ဘေးကလူဗီကိုတပ်ပစ်တော့မှမလို့လက်လျှော့လိုက်ဖို့ပြောလိုက်ပါလူဗီကတူတငယ်ချင်းတွေရောဗမာလေးလို့မိတဲ့ခါအားလုံးတင်မောနဲ့အတူမြုပ်သွားပြီးတော့ဇာရကပြန်ပြောလိုက်တော့ဇိုတို့ကအဲ့လိုလွယ်လွယ်နဲ့ခံရမဲ့သူတွေမဟုတ်လို့မယုံဘူးလို့လူဗီကဆိုပါတယ်တစားရဘလို့ပဲပြောလူဗီကမယုံတဲ့ခါတစားရလည်းဒေါသတွေထွက်လာပါတော့လူဗီကသူဖိုက်စားတာမလို့အသားဆိုင်နေဆိုပြီးအော်ဟစ်နေတဲ့ခါတစားရကလည်းနားကြီးလို့ပါစတဲ့ကိုချောကလက်တစ်ခုထည့်ပေးလိုက်ပါတယ်ချောကလက်တစ်ခုနဲ့ဘိုင်းမပြည့်နိုင်လို့ဘေးလောက်ထားတဲ့တန်လုံးကိုလည်းဖျက်ဆီးနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ထားလိုက်ပါလို့ဇာရကပြောနေတော့မှာပဲချောကလက်ကျွေးရကြမလို့ဇာရကချင်နာလိုက်တာလို့လူဗီကလည်းပြောလိုက်ပါတယ်တစ်ဖက်မှာလည်းအားလုံးကဘေးကိုဝိုင်းအော့ခေါ်နေခဲ့ကြပါတယ်ဒီနေ့ဘာပဲလုပ်ခဲ့လဲဆိုတာကိုအရင်ပြောလိုက်ရအောင်လို့ဘေးကပြောတော့အဖွဲသားတယောက်ကသူ့အရင်ဆုံးအစီရင်စားခံမယ်ဆိုကဖမ်းလာတဲ့ပင်တမတစ်ယောက်ကိုပြလိုက်ပါတယ်68မီလီယံရှိတဲ့ဘောလုတ်ကိုဖမ်းမိလာတာမလို့ဘေးကလည်းချီချူးနေပါတော့အဲ့ဒီချိန်တစားရကလည်းလူဗီနဲ့အတူရောက်ရှိလာပြီးတော့စုချင်းဝင်900မီလီယံဘယ်ဘီတန်ချေးရှိတဲ့ Straw လူဗီကိုဖမ်းလာနိုင်တဲ့ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဘေးကသူအားလုံးကိုကျေးဇူးတင်စကားပြောချင်တယ်လို့ပြောတဲ့အခါအားလုံးကလည်းအဲ့လိုကျေးဇူးတင်စရာမလိုဘဲနဲ့ဘေးနဲ့တာမတွေ့ခဲ့ဘူးဆိုရင် Grand Line ရဲ့တနေရာမှာအားလုံးကတေဆုံးသွားလောက်ပြီလို့ဆိုပါတယ် Saber Pirate Alliance New World ကိုဝင်လာခဲ့တာတနေ့ရှိသွားပြီးတော့ထောင်ချီရဲ့ပင်တသမားတွေကိုလည်းအနာယူနိုင်ခဲ့တယ်ဘာလို့အဲ့လောက်ထိလုံနိုင်တယ်ဆိုတာကိုသိလားလို့ဘေးကပြောလိုက်ပါတယ်အားလုံးကတယောက်ချင်းစိတ်ဆိုရင်တော့ဘာမှမထူးကြရမယ်အားလုံးစီစီယုံစူစီတဲ့အခါကြာရင်တော့ဘသူထက်မဆိုပိုအစွမ်းထက်တဲ့သူတွေဖြစ်တာကြားတယ်အားလုံးရဲ့နှလုံးသားတွေကစူစီတဲ့ရှိနေမယ်ဆိုရင်ယူကိုတွေကိုမှအနိုင်ယူလို့ရတာမလို့ New York မှာသူနဲ့သူထိတ်ဆုံးတွေကိုပဲမျှော်လင့်ထားချဖို့ဘေးကလည်းပြောလိုက်ပါတယ်ဘေးကရုပ်ထုတစ်ခုကိုပြသလိုက်ပြီးတော့သူတို့အနိုင်ယူခဲ့တဲ့သူတွေရဲ့ရှုံးနေသွားတဲ့ပုံစံပြီးတော့ဒီနေရာကလူဗီရဲ့ခရီးလမ်းအဆုတ်ရမယ့်နေရာပဲလို့ဆိုပါတယ်ဘေးကသူဟာဂုဆုနိုမီအတီးကိုစားထားတဲ့အရေးကြိုလူသားမလို့သူခဏကိုကလည်းအပူကိုထုတ်လွတ်နိုင်ပြီးတထုရိုင်းကိုအရေးကြော်ပြီးပစ္စည်းမနိုင်မကိုလည်းထုတ်ယူလို့ရတယ်လို့ဆိုပါတယ်လူဗီကိုလည်းကောင်းမွန်တဲ့စေးပါတစ်ခုအဖြစ်ပြောင်းလဲပေးမယ်လို့ပြောနေတော့ဘာလူမျိုးကရှောက်လာပြီးတော့လူဗီကိုကာကွယ်ပေးပါတော့တစားရကိုမြင်လိုက်ရတော့ဒီမှာဘာဝေလုံးနေရလေလို့ဘာလူမျိုးကမေးတဲ့အခါတစားရကတော့နင်းနဲ့မဆိုင်လို့သာပြန်ပြောလိုက်ပါတယ်ဘေးကလည်းသူ့ရဲ့အရေးကြိုဓာတ်ကိုထုတ်ပြီးခုတ်တဲ့အခါလူဗီရဲ့တန်လုံးကအရေးပြောပြီးပြန်ဆက်သွားခဲ့ပါတယ်ဘာလူမျိုးကလည်းအဝိုင်းခံထားရတာမလို့ဒီအထိဖေးလာလို့ပြောနေလို့လက်မလျှော့လိုက်ဖို့လူဗီကအော်ပြောလိုက်ပြီးတော့တန်လုံးကိုစလိုက်ပါတော့ဘေးကလည်းဒေါသအကြီးအမြန်လိုက်ဖမ်းကြဖို့အမိန်ပေးလိုက်ပါတယ်ဒီနေရာကထွက်သွားဖို့လုံးဝလည်းမလွယ်ကူအားကြောင့်မလို့လူစုခွဲပြီးတခြားရှာကြဖို့ဇာရကလည်းပြောလိုက်ပါတယ်တစ်ဖက်ကလူဗီတို့ကလည်းအပြင်ကိုထွက်လာနိုင်ခဲ့ပါပြီဒီလိုကြီးလက်နေတာကလူဗီကသူ့ကိုဖိုက်ပိုစာဆေးပြီးတော့ဇာရပေးခဲ့တဲ့ချောကလက်လေးချောင်းတာနည်းနည်းလေးလှုပ်ရှားလာနိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီခန်ဒီလက်ပါဇာရကသူနဲ့ကလေးဘဝတုံးကလေးကတငယ်ချင်းတွေဖြစ်တဲ့အကြောင်းကိုဘာလို့မျိုးကလည်းပြပြလိုက်ပါတယ်သူညီရဲ့ကျွန်တော်ထဲမှာအတူတူကြီးပင်းလာခဲ့ကြပြီးတော့ယူကြောင်နေတဲ့လှုပ်ခဲ့ကြတယ်ပင်တဲ့ကိုတသက်စီထွက်လာခဲ့ပေမဲ့အခုဘာပဲလုံးနေရလဲလို့ဘာလို့မျိုးကပြောရင်းနဲ့အခုကအဲ့ဒါတွေပြောနေရမယ့်အချိန်မဟုတ်လို့အမြန်ပြေးကြမယ်လို့ဆိုပါတယ်အဲ့ဒီအချိန်တစားရတို့ကရှောက်လာလို့ဘာလို့မျိုးလည်းအမြန်ပြေးရပါတော့ဘာလိုမျိုးနဲ့ကအရင်ကမိတ်ဆွေဟောင်းဆက်ဆက်ရေးမို့လို့ရှော့ခဲလူဗီကိုသူ့လက်ထဲကိုထည့်ပေးမယ်ဆိုရင်တော့ဇာရကသူ့ဘေးစီမှာဘာလိုမျိုးရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းဆိုပေးမယ်လို့ဆိုပါတယ်ဘာလိုမျိုးကတော့လူဗီစံပိုင်းကကပောမှာသူ့အတွက်အရေးကြီးဆုံးသူတို့ပြန်ပြောလိုက်တာမလို့ဇာရလည်းဒေါသထွက်ပြီးအမြောက်နဲ့အဆက်မပြတ်ပစ်ပါတော့အမြောက်တွေကမြေကြီးကိုအထီးလွန်နေတာကြောင့်မလို့အကွဲလာပြီးလူဗီတို့လည်းအောက်ကိုပြုတ်ကျလာပြီးဇာရကလည်းသူ့အရှိန်သူမထိနိုင်တော့ဘဲနဲ့လူဗီတို့နဲ့သူပြုတ်ကျလာခဲ့ပါပြီတစ်ဖက်မှာလည်းဘေးရဲ့အဖွေသားတယောက်ကဒီလာအတွက်အရေးကြပေးတဲ့စေးဘားတွေကိုပြတ်တနေခဲ့ပါတယ်အဲ့ဒီချိန်ဆက်သွယ်ရေးခယူကလည်းစင်တစားရတို့ကချောင်းနဲ့ထိတ်ကိုပြုတ်ကျတာကိုသိရှိသွားပြီးတော့ထို့သူကဘေးကိုပြပြလိုက်တဲ့အခါဘေးကလည်းအဗလန်ကိုခေါ်ဖို့ပြောလိုက်ပါတယ်ဘာလို့မျိုးကချောက်ကမ်းမတစ်ခုမှတင်နေခဲ့ပေမဲ့ချောင်းနဲ့ကြီးနားမှာလူဗီရဲ့အရေးကြီးတဲ့အုတ်ထုတ်လေးကိုပဲတွေ့လိုက်ရတဲ့အခါ no sun by no life တွေ့လို့လူဗီကသူ့ကိုထုတ်ပေးဖို့អော်ပါတော့
ဘာလိုမျိုးလဲလူဗီပေါ်ပိနေတဲ့ကြောက်တုံးလေးတွေကိုဖယ်ရှားပေးလိုက်ပြီးတော့အုတ်ထုတ်လေးကိုလည်းပြန်ဆောင်းပေးလိုက်ပါတယ်တစားရကလည်းလူဗီကိုသူ့လက်ထက်ကိုပဲအခါနေလို့လူဗီစမိုင်းကိုအခုတက်ပို့ပြီးထိခွင့်မပေးနိုင်တော့ဘူးလို့ဘာလိုမျိုးကပြန်ပြောလိုက်ပါတယ်လူဗီကကြထားလမ်းတွေကိုမြင်လိုက်ရတော့အရန်ထူးဆန်းနေပြီးတော့တစားရရဲ့ဆက်သွယ်ရေးခရီးကလည်းအလုံးမလုံးတော့ပါဘူးဒီကနေဘယ်လိုထွက်သွားကြမလဲလို့ဘာလိုမျိုးကပြောနေတော့မကြခင်ကြထားကြတော့မယ်ဆိုတဲ့အတန်ကိုပါကြားလိုက်ရပါတယ်အဲ့ဒီသူကတော့ခိုနိုမီအတိကိုစားရတဲ့ကြထားလူသားအဖလွန်ပါတစားရရဲ့အဖွဲသားလာလို့ဘာလိုမျိုးကမေးတဲ့ခါတစားရလည်းအဲ့နာမည်ကိုကြားတော့မကြားဘူးလို့ဆိုပါတယ်မြောက်မိုင်းတွင်အကြောင်းကိုတည်သွားတဲ့အဲ့ဒီကိုရှင်းပြရလိုက်မယ်လို့အဖလွန်ကထပ်ပြောတဲ့ခါတစားရတို့ကတော့အရန်လန့်နေပေမဲ့လူဗီကတော့အရန်တွေသဘောကျနေပါတော့အဖလွန်ကတပ်ပစ်ဖို့အထိလုံးနေတာမလို့ဘာလိုမျိုးလဲလူဗီရဲ့တန်လုံးကိုကြထားလမ်းကြောင်းအတိုင်းလှိမ့်ပြီးတော့ထွက်ပြေးရပါတော့အဖလွန်ကနောက်ကနေဘုံနဲ့ပြတဲ့ခါလူဗီကဘာဘီယာကိုတုံးဖို့ဘာလိုမျိုးကိုပြောတဲ့ခါဘာလိုမျိုးကလည်းသူ့ရဲ့လက်ကအစည်းအဝေးနဲ့ကတ်နေလို့ဘာမှလုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်သူတို့နဲ့အရှိကိုပြေးလာရင်ထားလမ်းမရှိတဲ့နေရာကိုပါအရှိန်နဲ့ကြော်လာခဲ့ပါပြီလမ်းခွန်းတစ်ခုကိုရောက်တဲ့အခါဘယ်တွားရမှမသိရတဲ့လူဗီပြောတဲ့ညာဘက်ကိုပဲရွေးချယ်လိုက်ကြပါတယ်။နောက်ထပ်လမ်းကငရဲနဲ့ချိတ်ဆက်ထားတဲ့ကြောင့်အဖလွန်ကပြောတော့ဇာရတို့လည်းလမ်းစုံကိုမြင်ပြီးအရန်လန့်နေပါတော့။တဆန်ရကရက်တက်လိုက်ဖို့လူဗီကိုအော်ပြောနေတဲ့အခါတကယ်တမ်းလှိမ့်နေတဲ့ကဇာရတို့ကိုယ်တိုင်ဘဲလို့လူဗီကလည်းပြန်ပြောလိုက်ပါတယ်။တို့နဲ့နောက်ဆုံးမှာတော့ရက်တက်လိုက်ဖို့အချိန်ကမရှိတော့ကြမလို့တော့အောင်ဆုံး6ထဲကိုပြုတ်ချခဲ့ပါပြီ။ဘီကအဖလွန်ကိုဆက်တွေ့လာပြီးတော့လူဗီတို့အချိန်ကိုမေးကြည့်တဲ့အခါအဖလွန်လည်းအောက်ဆုံးပိုင်းကိုပြုတ်ချသွားပြီးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။တစ်ဖက်ကဘေးစီကိုလည်းဇာရရဲ့အပွဲဝင်တွေကဇာရလူဗီတို့နဲ့သူပြုတ်ချသွားတယ်ဆိုတဲ့အကြောင်းကိုလာပြောတော့ဘီကသူဇာရကိုရှာဖို့အခြားအဖွဲ့ဝင်တွေကိုလွတ်ပေးထားတယ်လို့လိန်ပြောပြီးတော့စိတ်ပူဖို့လည်းထပ်ပြောလိုက်ပါတယ်လူဗီတို့ကအောက်ကိုထက်ချလာတဲ့အခါလူဗီကတူတီဖော်လုံးကိုဘယ်လိုဖြတ်စီရမလဲမသိဘူးလို့ပြောနေခဲ့ပါတယ်ဘေးရဲ့အစွမ်းကလွယ်လွယ်နဲ့ဖြတ်စီလို့မရဘူးလို့ဇာရကပြောနေတဲ့အခါအဲ့ဒီဘေးရဲ့လက်အောက်ငယ်သားကပဲမင်းကိုတတ်ဖို့ပြန်လုံးနေရဘဲလို့ဘာလိုမျိုးကလည်းပြန်ပြောလိုက်ပါတယ်တဆရာကတော့လုံးဝမယုံကြည်ပဲဘေးကမိတ်ဆွေတွေကိုဘယ်တော့မှအန်ရပေးမှမဟုတ်လို့တစ်စပေါက်တယောက်စီကလည်းအဲ့လိုမျိုးပြောတာတွေကိုမခံချင်ဘူးလို့ဆိုပါတယ်ထိတ်ဆုံးကိုတူသွားမယ်ဆိုပြီးကတိတွေပေးထားခဲ့ကြရမယ်ဘာလိုမျိုးကတော့ဆွေဟက်ကိုပဲပင်တမဘရင်ဖြစ်ဖို့အတွက်ကူညီဖို့လုပ်ခဲ့တယ်ဒါကြောင့်မင်းတဆရာကတငယ်ချင်းတွေနဲ့ပင်တမကိုထွက်လာခဲ့တဲ့ဆိုတဲ့အကြောင်းကိုပြောပြလိုက်တော့ဘာလိုမျိုးလဲတဆရာရဲ့ပင်တမအဖွဲ့ကရောအခုဗမာလေးလို့မိလိုက်ပါတယ်တဆရာကတခါကသူ့မှာရှိခဲ့တဲ့ຢာတွေအားလုံးအခုတော့ဆုံးရှုံးသွားခဲ့ရပြီလို့ဆိုပါတယ်တဆရာပင်တဲ့ထွက်လာတော့ကပင်တမတချို့ရဲ့တိုက်ခိုက်တာကိုခံရပြီးတော့အဖွဲ့ကလည်းပျက်စီးသွားခဲ့ပြီးရဲ့နောက်မှာတော့ဘေးရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ်တဆရာကသူယုံကြည်ရတဲ့သူရဲ့တစ္ဆာဖောက်တာကိုခံရပြီးတော့တငယ်ချင်းတွေနဲ့ဆုံရှုံခဲ့ရတယ်ထိတ်ဆုံးကိုတွားဖို့အိမ်မက်မက်နေတာဘလောက်တော့မှယူသွတ်လိုက်တယ်လို့ဘေးကိုပြောပြခဲ့ပါတယ်ဘေးကတော့သူဟာပင်တမခစ်ကိုမချခင်အုပ်ဆိုးတော့မှမလို့တဆရာကိုလည်းလွယ်လွယ်နဲ့လက်မလျှော့ဖို့ပြောလိုက်ပါတယ်အဲ့လိုအုပ်ဆိုးဖို့ကလည်းယုံကြည်ရတဲ့မိတ်ဆွေတွေလိုအပ်ပြီးတော့အဲ့ဒီတိုက်ပွဲဆိုင်ကယ်ကိုလည်းတဆရာကိုပေးအပ်မယ်လို့ဘေးကဆိုခဲ့ပါတယ်အားလုံးအတူတူပေါင်းပြီးတော့လှုပ်ကြမယ်ဆိုရင်အိမ်မက်ကတကယ်ဖြစ်လာနေတာမလို့ဘေးကသူနဲ့သူလိုက်ခဲ့မလားလို့တဆရာကိုမေးလိုက်ပါတယ်နောက်ဆုံးတော့သူမရဲ့စိတ်ကူးတွေကိုမျှဝေပေးတဲ့သူတယောက်နဲ့တွေ့ဆုံခဲ့ပြီးတော့ဒီမျိုးငယ်လေးကလူတိုင်းကလည်းဘေးကိုယုံကြည်ကြတယ်လို့ဇာယကဆိုပါတယ်။အဲ့ဒီလူတွေနဲ့လူပီဆာမိုင်းကိုနောက်ကနေလိုက်ဖမ်းနေရလားလို့ဘာလိုမျိုးကပြောတော့ဇာယလည်းဆွဲခတ်တွေရဲ့အကြောင်းကိုဘာလိုမျိုးခဏခဏပြောခဲ့လို့သိရလို့ဆိုပါတယ်။အဲ့ချိန်သူတချို့ကရောက်လာပြီးဘာပဲလုံးနေကြတယ်လို့မေးလိုက်ပါတယ်။သူတို့ကလည်းဘာလိုမျိုးရဲ့လက်ကအစီးတွေကိုခွာဖို့ရှင်နှွေးပေးလိုက်ပြီးတော့လူဗီရဲ့တန်လုံးကိုတော့ကူညီခွာပေးကြပေမဲ့ဘေးလောက်ထားတာမလို့မဖြတ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။မင်းတို့တွေရောအဲ့ဒီဘောကချက်လာတာပေးလာလို့အဲ့လူကမေးတော့မင်းတို့တွေရောဆိုတော့ဘာတဘောလဲဒီနေရာကရောဘယ်နေရာလဲလို့ဇာယကလည်းပြန်မေးလိုက်ပါတယ်။စေးပါမြေရောက်တူးဖော်ရေးဖြစ်ပြီးတော့သူတို့တွေကလည်းစေးပါဖောက်ရဲ့မူလအဖွဲ့ဝင်တွေဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ရန်နာစုတဲ့လူတွေဒါတွေကိုမခေါ်ဆောင်လာနိုင်တဲ့သူတွေအားလုံးတရားကိုပြချခံရပြီးတော့မနက်ကနေညအထိတတူရိုင်းတူးဖော်ဖို့တွန်းအားပေးခံရတယ်။ငါတို့တွေကသူ့ရဲ့ဂျုံနေတတာဘဲလို့ထိုတွေကထပ်ပြောလိုက်တော့တစရလည်းလောကမယုံမကြည်နိုင်ဖြစ်နေပြီးတော့ဘေးကအဲ့လိုမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ချက်ချင်းမယုံကြည်နိုင်ဘူးဆိုတော့သိပေမဲ့အမှန်တရားတွေပဲလေလို့ထိုတွေကပြောတော့ဇာရလည်းထွက်သွားပါတော့ရဲ့ဒီကနေထွက်ခွာဖို့နည်းလည်းမရှိဘူးလားလို့လူဗီကမေးတော့ယထာလည်းတော့ရှိပေမဲ့တုံးမဲ့ဆိုရင်တော့အဗလုံကချက်ချင်းတိသွားလိုက်တာမလို့အခုထိလည်းအားလုံးကထွက်ပြေးဖို့အမျိုးမျိုးစူးစမ်းခဲ့ကြပေမဲ့မအောင်မြင်ခဲ့ဘူးပဲလို့ထိုတွေကပြောလိုက်ပါတယ်။အဲ့ဒီချိန်အချက်ပေးတဲ့နေသူအဗလုံကရောက်ရှိလို့လာခဲ့ပါပြီ။ယထာလမ်းပေါ်ရောက်နေတဲ့ဇာယကိုဘုံနဲ့စပစ်တဲ့ခါဇာယကလည်းသူ့ကိုပါဘေးကတက်ပစ်ဖို့အမိန်ပေးခဲ့ပြီလားလို့အဗလုံကိုပြန်မေးလိုက်ပါတယ်။အဗလုံကတော့ဟုတ်တယ်ဆိုတာနဲ့ဇာယနဲ့တုံဆိုင်မနေရောပဲနဲ့ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့။အဗလုံကဘုံနဲ့အဆမပြတ်ပစ်တဲ့ခါပါလိုမျိုးတို့ဖက်ပတ်ရောက်လာပြီးတော့လူဗီကလည်းယထာလမ်းပေါ်ကိုလိန်သွားခဲ့ရပါပြီ။အဗလုံကလူဗီစစ်ကိုဦးတည်လာပြီးတော့ဘေးလုတ်ပေးထားတဲ့လက်နက်အချွန်နဲ့ထိုးချလိုက်ပါတော့။အဲ့ဒီရှာလက်ကြောင့်ပဲဘောလုံးကကွဲသွားပြီးလူဗီကလည်းအပြင်ကိုထွက်လာနိုင်ခဲ့ပါပြီ။ဘာလို့မထိရလဲဆိုပြီးအဗလုံကပြောနေတဲ့အခါလူဗီကသူ့ရဲ့ခန္ဓာကိုယ်ကိုအကြီးကြီးများထင်နေရလားလို့ပြန်ပြောလိုက်ပါတယ်။သူတို့နဲ့လူဗီကအဗလုံကိုစာပြီးတော့တိုက်ခိုက်ပါတော့။အဗလုံပြစ်တဲ့ဘုံတွေကိုလည်းလူဗီကချက်ခန်းလေးနဲ့အဗလုံစီကိုပဲပြန်ပစ်ပေးလိုက်ပါတော့။အဗလုံကထွက်ပြေးသွားတဲ့အခါလူဗီကလည်းပြေးခွင့်မပေးနိုင်လို့အနောက်ကလိုက်လာပါတော့။ဘာလို့မျိုးကလည်းသူ့ရဲ့ဘာဗီယာအစွမ်းကိုပြန်ရပြီမလို့အဗလုံတွားနေတဲ့ယထာလမ်းကြောင်းကိုဘာဗီယာနဲ့အနောက်ကိုပြန်လှည့်ပေးလိုက်ပါပြီ။နောက်ပြန်ရောက်လာတဲ့အဗလုံကိုလူဗီကချက်ဖာစုကနေတီးပေးတဲ့အခါအဗလုံလည်းအပြင်ကိုပြန်လွင့်ထွက်လာပါတော့။လူဗီကသူ့စော်ပေးလိုက်ပြီမလို့အားလုံးကိုအပြင်ထွက်ကြမယ်လို့လှမ်းအောင်ပြောလိုက်ပါတယ်။
Avalo စီကိုလည်းဆက်တွေ့လို့မရတော့တာကိုဘေးကလည်းတိလိုက်ပြီးမလို့သူတို့အားလုံးကိုမြေမြုပ်ပစ်လိုက်ကြဖို့ပဲပြောလိုက်ပါတယ်ဒီလိုနဲ့လူဗီတို့လည်းအပြင်ကိုထွက်ဖို့လောက်ကြတဲ့အခါအလုပ်သမားတွေကလည်းသူတို့အပြင်ကိုထွက်သွားမယ်ဆိုရင်တော့ဘေးတွေ့သွားရင်ဒီကိုပဲပြန်ခေါ်ဆောင်လာခံရမှာဖြစ်ပြီးအပြစ်လည်းပေးခံရမယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်လူဗီအစွမ်းထက်တဲ့ဆိုတာတော့သိပေမဲ့ဘေးကိုတော့ရှင်းပြနေမှာမဟုတ်လို့တတူကြီးတွေလောင်ပြီးရုပ်ထုမဖြစ်ချင်ပဲနဲ့နောက်တစ်ခုကဘေးစီမှာဖက်စီတာလို့ခေါ်တဲ့ကြောက်စီရယာသူကြီးတယောက်လည်းရှိနေသေးတယ်လို့သူတို့ကပြောပြလိုက်ပါတယ်ဒါဆိုရကတော့သူကရှော့ခတ်လူဗီနဲ့သူအပြင်ကိုထွက်ပြီးစရင်ရှင်းဖို့သွားမှာမလို့မင်းတို့တွေကဒီမှာဘဝကိုကုံဆုံးချင်နေရလားဒီမှာဆက်နေမယ်ဆိုရင်တေးသွားရုံကလည်းမရှိနိုင်မှာမလို့ဒီကျုံကနေထွက်သွားတာကပိုမကောင်းဘူးလားလို့ဒါဆိုရကပြောပြလိုက်ပါတယ်ကိုကိုပေတရမြလို့တတ်မှတ်နေသေးတယ်ဆိုရင်တော့အဲ့ဒီတတိတွေကိုပြတ်သားလိုက်ဖို့ဒါဆိုရကထပ်ပြောတဲ့ခါအားလုံးကလည်းစိတ်တွေပြောင်းလဲသွားပြီးတော့လူဗီနာကိုပဲလိုက်ကြဖို့ဆုံးဖြတ်လိုက်ပါတော့တစ်ဖက်ကဘေးရဲ့အဖွဲသားတွေကလည်းအစင်းနဲ့စောင့်နေတာမလို့လူဗီတို့ကိုအမြောက်နဲ့စပစ်ပါတော့အားလုံးကပြုတ်ကျလာတာမလို့လူဗီလည်းဘာဘလုံးကိုတော်မီခံပေးလိုက်တယ်ဆိုပေမဲ့တရားကြီးကလည်းပြုတ်ကျလာပြီမလို့ဘာလိုမျိုးကဘာဗီယာနဲ့ပြန်ကာပေးလိုက်ပါတယ်ဘေးရဲ့လူဖြစ်တဲ့ဖက်စီတာကိုလည်းမြင်လိုက်ရတော့ဇာယာလည်းဒါလည်းဘေးရဲ့အမိတ်ပေးလိုက်လို့ပြန်မေးလိုက်ပါတယ်ဒီကလေးတွေကိုအလုံးတွေ့ခိုင်းတာပြီးတော့အသက်ရှင်ရဲ့မြေမြုပ်ဖို့စူးစမ်းနေရတယ်လို့ဇာယာကထပ်ပြောလိုက်တော့အသက်ရှင်ခွင့်ပေးရတာကဖက်စီတာကသူ့တော်စိတ်ပြတ်စရာပဲမလို့အားလုံးကိုအတူတူစရင်ရှင်းပေးမယ်လို့ဆိုပါတယ်ဘာလိုမျိုးကဘာဗီယာ crush နဲ့တိုက်ခိုက်တဲ့အခါဖက်စီတာလည်းအားလုံးပြောနေကြတဲ့အတိုင်းပဲအန်ဒီယယ်များတဲ့ဘာဗီယာပဲလို့ဆိုပါတယ်အန်ဒီယယ်များတဲ့တခုတည်းမကဘူးလို့ဘာလိုမျိုးကပြောလိုက်ပြီးတော့ဘာဗီယာ Bloody Chair ကိုတုံးလိုက်ပါတော့မြောက်ကနေအပြင်ထိကိုဖောက်လုပ်ထားတဲ့လေကားတစ်ခုလည်းဖြစ်လာပြီမလို့အားလုံးလည်းအပြင်ကိုထွက်ဖို့လုပ်ကြပါပြီဘာဗီယာမှာအကန့်အသတ်ရှိရဲဆိုတော့ကိုဖက်စီတာကလည်းတီးထားတာမလို့အမြောက်တွေနဲ့ပြန်ပစ်ပါတော့ဒီအတိုင်းနဲ့ဆိုရင်လွတ်သွားတော့မယ်လို့အဖွဲ့သားတယောက်ကဖက်စီတာကိုပြောနေမယ်ဖက်စီတာကတော့သူ့မှာ plan B နဲ့ C ရှိနေတယ်လို့မစိုးရိမ်ဖို့ပြန်ပြောလိုက်ပါတယ်ထွက်ပေါက်မှာလည်းလူဗီတို့ကိုမြေမြုပ်ပစ်ဖို့အစင်းစောင့်နေတဲ့အခါလူဗီတို့ရဲ့ချောင်ပိတ်မိနေပါတော့အဲ့ဒီချိန်လောကလူတယောက်နဲ့ခင်ယမ်းမုံနဲ့ကိုနေရာချင်းပေးလိုက်ပြီးတော့ခင်ယမ်းမုံကလည်း fire way လို့ flash နဲ့မိကိုပြန်ခုတ်ဖြတ်ပေးလိုက်ပါတယ်လူဗီကလည်းထွက်ပေါက်ကလူတွေကို elephant gun နဲ့ထိုးပေးလိုက်ပြီးတော့အပြင်ကိုထွက်လာနိုင်ခဲ့ကြပါပြီအပြင်ဘက်မှာလည်း pista ကအစင်းနဲ့စောင်းနေပြီးတော့ဇာယာရဲ့တငယ်ချင်းတွေကိုပြသပေးလိုက်ပါတယ်ခုကမဲ့ဆိုရင်တို့ရဲ့အသက်တွေကိုဆုံးရှုံးနိုင်မှာမလို့မတိုက်ခိုက်ပဲတို့နဲ့အတူပြန်လိုက်ခဲ့ဖို့ pista ကချင်းချောက်နေတော့ဇိုးကရှုပ်လာပြီးတော့ချုပ်ထားတဲ့တန်ကြိုတွေကိုခုတ်ဖြတ်ပေးလိုက်ပါတော့ဇိုးကသူ pista စီကိုပြန်ပြီးတော့အချွေးဆက်စရာရှိလို့သူ့ကိုတာဝန်ယူလိုက်မယ်လို့လူဗီကိုပြောလိုက်ပါတယ်အခုတော့320 million berry တန်နေပြီဆိုရင်မဲ့စားတဲ့တုန်းကတော့တော်တော်တနာစရာကောင်းတာမလို့ရီလိုက်ကြဖို့ pista ကပြောရင်းနဲ့တူတူတွေနဲ့အတူဇိုးကိုလောင်ပြောင်နေကြပါတော့ဇိုးဆမိုင်းကိုတယော်လေးလို့ဘာလိုမျိုးကလည်းတိုက်ခိုက်ဖို့ပြန်တဲ့အခါလူဗီကဝင်တားလိုက်ပြီးတော့ဇိုးကသူတာဝန်ယူမယ်လို့ပြောထားရဲ့ဝင်မရှုပ်တဲ့မှုလို့ပြောလိုက်ပါတယ်ပစ္စတာကစပြီးတော့သူ့ရဲ့စီကတဲ့အခွန်နဲ့စပစ်တဲ့အခါဇိုးကဒါလာချောင်းစတိုင်နဲ့အားလုံးကိုပြန်ခုတ်ဖြတ်ပေးလိုက်ပါတယ်ပစ္စတာကသူ့ရဲ့စီကတဲ့အခွန်တွေကထိလိုက်တဲ့နဲ့ကတ်နေတာမလို့အခုမကတ်နေတော့တဲ့အခါရန်အော်နေပါတော့အဲ့လိုရှင်စရာကောင်းတဲ့အရာမျိုးကိုဓာတ်နဲ့ထိခွင့်ပေးလိုက်တာနဲ့တင်ဓာတ်မတယောက်တို့အတော်လေးရှက်ဖို့ကောင်းနေပြီလို့ဇိုးကဆိုပါတယ်ပစ္စတာကလည်းကစားပွဲကအခုမှစမှဆိုပြီးစီကက်ခွန်နဲ့အစမပြပြတဲ့အခါဇိုးကဒါတော့ကြောင့်စတိုင် Blood Road Dragon Twister နဲ့ပြန်ပြီးတော့ခုတ်ဖြတ်ပေးလိုက်ပါတော့တစားရကသူ့ရဲ့တငယ်ချင်းတွေကိုဒီကျုံကထွက်သွားတော့မှမလို့စိတ်ကန်းကိုအရင်သွားခိုင်းပြီးတော့သူကတော့စရင်ရှင်းစရာရှိရရှင်းပြီးတော့အနောက်ကနေလိုက်လာခဲ့မယ်လို့ဆိုပါတယ်တစားရတငယ်ချင်းတွေကလည်းတူတူလဲလိုက်မယ်လို့ပြောနေမယ်ဇာရကတော့သူ့ရဲ့ပြဿနာတီးတမ်းမလို့သူကိုယ်တိုင်သွားပြီးတော့ဖြေရှင်းချင်တယ်လို့ဆိုပါတယ်ဒီလိုနဲ့တစားရရဲ့တငယ်ချင်းတွေနဲ့အားလုံးလည်းလူဗီတို့ကိုကျေးဇူးတင်စကားပြောပြီးတော့ထွက်ခွာသွားကြပါတော့တစားရကလည်းအခုထိလူဗီပေါ်ရိုင်းပြကင်းပြီးရပြီအတွက်အားလုံးကိုလည်းပြန်တောင်းမှန်လိုက်ပါတယ်တင်မောမှာဥစတော့ကလည်းစောင်းနေတာမလို့အမြန်သွားကြမယ်လို့ဆိုကပြောတော့လူဗီတို့လည်းအမြန်သွားဖို့လုပ်ကြတဲ့အခါဘေးကရောက်လာပြီးတော့သွားလန်းကိုဖျက်ဆီးပစ်လိုက်ပါတော့စရောဟန်နဲ့ Pirate Hunter နှစ်ယောက်ပေါင်းဆိုရင်တော့120 million berry အောင်တနာမလို့အခုပဲဖမ်းပစ်ကြဖို့ chance ပဲလို့ဘေးကဆိုပါတယ်ခဲမောကလူဗီကိုကူညီပေးမယ်လို့ပြောတဲ့အခါလူဗီကတော့ဥစတော့ကိုပဲသွားကူညီပေးဖို့ပြောလိုက်ပါတယ်ဇိုးတို့ထွက်သွားတော့ဘေးကသူ900 million တန်တဲ့လူဗီကိုတော့လှုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်တစ်ဖက်မှာလည်း Frankie တို့ကတိုက်ခိုက်ခံနေရတာမလို့လောလေလူဗီပြန်မလာသေးဘူးလားလို့ပြောနေခဲ့ပါတယ်။တစားရကဘေးနဲ့စရင်တကယ်ရှင်းရမယ့်သူကသူ့ပဲလို့လူဗီကိုပြောနေမယ်ဘေးကတော့ဒီ mind twin နဲ့အတူတစားရကိုအရေးပြန်ကြိုပြမယ်လို့ဆိုပါတယ်။အဖွဲ့သားတွေရှာပေးလာခဲ့တဲ့စုလက်တွေကလည်းရှော့ဟက်လူဗီရဲ့ခေါင်းနဲ့ရှင်အမိုက်တတာပဲမလို့ဘေးကတစားရကသူ့တော့ဘာမှမဟုတ်ဘူးလို့ဆိုပါတယ်။တစားရကသူ့ကိုကယ်တင်ကယ်တုံးကပြောခဲ့တဲ့ဘေးရဲ့စကားတွေဘေးရဲ့အိမ်မကပင်တသမားတွေကိုအုပ်စိုးချင်တာမဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်။တကယ်တမ်းမှာတော့ကယ်တင်ခဲ့တာမဟုတ်ဘဲနဲ့မိန်းကလေးအဖွဲ့တစ်ခုကိုဥဆောင်နိုင်စွမ်းရှိလို့တုံးချလို့ရမယ်ထင်လို့အတုံးချခဲ့တယ်လို့ဘေးကဆိုပါတယ်။အဲ့ဒီချိန်တုန်းကသူတို့ကိုစာပြီးတော့တိုက်ခိုက်ခဲ့ကြတဲ့ပင်တသမားတွေကဘေးလို့ပေးလာလို့တစားရကထပ်မေးလိုက်တဲ့အခါရှေမြုပ်ပစ်ခဲ့တာကရောကယ်တင်ခဲ့တာကရောသူကိုယ်တိုင်ပဲလို့ဘေးကပြောရင်းနဲ့ရှီမောနေပါတော့ဒီအကြောင်းမှန်တွေကိုတိလိုက်ရတဲ့ဇာရတဲ့ဒေါ်ဒါရဲ့ရန်ထွက်လို့မျက်ရည်တွေပါကျလာခဲ့ပါပြီ။ဘေးကတော့ရှီမောပြီးတော့ဘာမဟုတ်တဲ့အိမ်မက်လို့ဟာတွေနဲ့ဖျားယောင်းလိုက်တာနဲ့တကယ်ကြီးရှုံလာကြပြီးသူ့အတွက်အလုပ်လုပ်ပေးခဲ့တာမလို့တကယ်ပဲအတုံးဝင်ခဲ့တယ်။မင်းတို့တွေယူလာခဲ့တဲ့စုလက်နဲ့လူတွေရန်တာတွေအားလုံးကဒီကမ္ဘာမှာအချမ်းသာဆုံးဘဝကိုရဖို့အတုံးချခဲ့တဲ့ဆိုတာကိုမသိဘဲနဲ့လုပ်ပေးနေကြတာဖြစ်ပြီးအခုမှဘာကိုစရင်ထားရှင်းချင်နေတရားရလဲလို့ဇာရကိုပြန်ပြောလိုက်ပါတယ်။သူ့ကိုနိုင်မယ်လို့များတွေးနေရလားလို့ဘေးကပြန်ပြောလိုက်ပြီးတော့ဇာရရဲ့ဆန္ဒတိုင်းမဲ့အရေးကြိုးပစ်ပေးမယ်လို့ထပ်ပြောတော့ဇာရလည်းတိုက်ခိုက်ဖို့လုပ်တဲ့အခါလူဗီကဂျားတဲ့ကနေဘေးရဲ့မျက်နှာကိုပိတ်ထိုးပစ်လိုက်ပါတော့လူဗီစံပိုင်းစစ်ကိုအပ်ထားလိုက်ဖို့ဘာလိုမျိုးကလည်းဇာရကိုပြောလိုက်ပါတယ်လူဗီရဲ့မျက်လုံးတွေကသူ့ကိုအန်ချင်လောင်လုံးနေတာပဲလို့ဘေးကပြောလိုက်ပြီးတော့လူဗီကိုပြန်တိုက်ခိုက်ပါတော့လူဗီကဘေးရဲ့လက်နက်တွေကိုအတ်မမဟာကီတုံးပြီးတော့ဖျက်ဆီးပစ်လိုက်ပါတယ်ကျွန်တော်ကပါအတ်မမဟာကီထည့်ပြီးတော့ဘေးရဲ့ဘိုက်ကိုကန်လိုက်ပြီးရဲ့နောက်မှာတော့စကန်ကီယာကိုတုံးပြီးတော့လက်တီးနဲ့ထပ်ထိုးလိုက်ပါတယ်ဘေးရဲ့ဒါက900 million စုတဲ့ရဲ့စွမ်းအားလာလို့ပြောနေတော့ဘေးရဲ့အဖွဲ့သားတွေကရောက်လာပါတော့
အားလုံးကဘေးရဲ့အယူတော့ကိုခံနေရတာလို့ဇာယကဘေးရဲ့အဖွေသားတွေကိုအမှန်တိုင်းပြောပြနေတော့မှာပဲဘေးကတော့ဇာယခါတစ္ဆဖောက်သွားပြီလို့အားလုံးကိုပြောပြလိုက်ပါတယ်ဇာယခါရှော့ခတ်တွေနဲ့တစ်ပတ်တည်းမှာရှိနေရယ် Saber Pirate Alliance ကိုလည်းဖျက်ဆီးဖို့ကြံရွယ်နေပြီးတော့ Avalon နဲ့ Pista ကိုလည်းစော်ပြီးပြီမလို့အခုရှော့ခတ်တွေတိုက်ခိုက်တာကိုခံနေရတာကလည်းဇာယရဲ့အကြံစီတွေတို့ဘေးကထပ်ပြီးတော့လိန်စင်တွေဆင်လိုက်ပါတယ်ဇာယလည်းဒီမီအောက်မှာတငယ်ချင်းတွေကိုကျွန်းနေလိုမျိုးခိုင်းထားတဲ့အကြောင်းကိုပြောပြမယ်အားလုံးကလက်မခံကြတော့တာမလို့အားလုံးကလူဗီစ်ကိုဦးတည်လာကြတဲ့အခါသူတို့ကအလိန်ခံနေရယုံလေးနဲ့မလို့အရန်မလို့ပြဖို့ဇာယကလည်းလူဗီကိုတေချာမှာကြားနေခဲ့ပါတယ်ဘီကလည်းသူ့လက်တွေကိုဒိုင်းဖြစ်သုံးပြီးအလစ်မှာလူဗီကိုတိုက်ခိုက်မယ်ဆိုပြီးကြံရွယ်ထားပေမဲ့လူဗီကကွန်ကွာယာဟာကီကိုတုံးလိုက်တဲ့အခါမှာတော့အားလုံးကလဲကျသွားခဲ့ရပြီးဘေးကိုလည်းမြောက်ထဲကိုရိုက်ချပေးလိုက်ပါတော့ဘေးစီကိုတနခါဆွဲတို့ကလည်းရောက်လာပြီးတော့ပင်တမတယောက်စီကနေအစော်ခံရတာမလို့ New York က Monster ကြီးကစိတ်ပြတ်သွားပြီဖြစ်ပြီးတော့သူသာဖယ်ရှားခံရမယ်ဆိုရင်တော့ဘေးကအဆုံးသက်သွားပြီလို့တနခါကပြောလိုက်ပါတယ်ဘေးလည်းသူ့ရဲ့ဖွေသားတွေကိုအဲ့သူကပတ်စံဆွမ်းရတဲ့2000လို့လောက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပြန်တွေးရင်းနဲ့တတုတွေကိုအစွမ်းပြတ်စားတောက်နေခဲ့ပါပြီတနခါကတော့မင်းဘာဆက်လုပ်မလဲဆိုတော့စောင့်ကြည့်ပေးမယ်လို့ပြောပြီးတော့ထွက်ခွာသွားခဲ့ပါတယ်လူဗီယိုလည်းတင်မော့စီကိုတွားနေတော့ရုပ်တရက်ပူလာရလို့ထင်ကြောင်ပြောနေတော့တတုရှည်တွေကအပြင်ဘက်ကိုစီးကျလာနေတဲ့ကိုတွေ့တတ်ရပါတယ်တစ်ဖက်ကဦးစိုးလို့စီကိုလည်းဇိုးသူပဲအရှင်ပြန်ရောက်လာတော့လူဗီယိုကဗမာလဲလို့လောကမေးလိုက်ပါတယ်တွေးခဲ့ပေမဲ့စရင်ရှင်းစရာချီလို့ခဏနေသေးခဲ့တဲ့အကြောင်းကိုဇိုးကပြောပြနေတော့မှပဲကျွန်းမှာရှိတဲ့အရာတွေအားလုံးကအရေးပြောကြနေတာကိုတွေ့လိုက်ရပါတယ်တစ်ဖက်ကဘာလိုမျိုးကလည်းဘေးရဲ့ပုံစံကိုမြင်လိုက်ရတော့ပါမီရှာတိုက်ဒီဘက် fuel user ဆိုရင်ပဲအခုက Logia တိုက်နဲ့ပိုတူနေကြအောင်ပြောနေခဲ့ပါတယ်လုံးဝငရဲတွင်းတို့ဖြစ်နေတာမလို့ဒီအတိုင်းနဲ့ဆိုရင်ကျွန်းတစ်ခုလုံးအရေးပြောသွားလိုက်မယ်လို့ဘာလိုမျိုးကထပ်ပြောတဲ့အခါအဲ့ဒါကသူ့လိုချင်နေတဲ့အရာပဲလေလို့တစားရကဆိုပါတယ်ဘီကသူ့ရဲ့တထုချီတွေနဲ့စပြီးတော့တိုက်ခိုက်တဲ့အခါဘာလိုမျိုးကလည်းကာပေးထားရမယ်တထုချီတွေကစင်ထွက်ပြီးတော့စီးကြနေတာမလို့ပြေးလဲပိတ်သွားခဲ့ရပါပြီသုံးအောင်စလုံးနဲ့ပြေးလွှားရင်းနဲ့ဇာယကတထုချီတွေကိုပြုတ်ကျသွားတဲ့အခါဘာလိုမျိုးကပြန်ဆွဲပေးထားပါတော့ဘာလိုမျိုးကဇာယကိုလည်းဆွဲတင်ပေးထားပြီးတော့လူဗီကိုလည်းအချိန်မီကာပေးလိုက်နိုင်ခဲ့ပါတယ်ဒီအရှိတွေကိုတခုလုပ်ပေးနိုင်မလားလို့လူဗီကဘာလိုမျိုးကိုပြောတဲ့အခါဘာလိုမျိုးလဲဘာဝီယာပလတီပင်ဟန်ကိုတောင်းပြီးတတုရတွေကိုပြန်တွန်းထုတ်ပေးလိုက်ပါတော့နယူးယောက်ဆိုတဲ့ပင်နယ်ဘေကမိုင်မဲတဲ့နေရာတစ်ခုဆိုတာကိုဘေးကအစာကလေးကတီးခဲ့တာမလို့ထိတ်ဆုံးဖြစ်ဖို့ပင်နယ်မြဘရင်ကြီးဖြစ်ဖို့အဲ့ဒီအိမ်မက်တွေကိုဘေးကတူနေချင်းပြစ်မဲ့လို့အော်ပြောတဲ့အခါလူဗီကလည်းပါဇက်ပိတ်ထားဖို့ပြန်အောင်ပြောလိုက်ပြီးတော့ Grizzly Mechanic ကိုတောင်းပြီးတော့ဘေးကိုထိုးလိုက်ပါတယ်ဘာလိုမျိုးကလည်းလူဗီနဲ့ပူပေါင်းပြီးတိုက်ခိုက်ရတာအရန်ပြောတယ်ဆိုပြီးတော့ငိုနေတော့မှပဲကျွန်းကအရေးပြောနေတာကမရက်တန့်သေးပါဘူးဘီရဲ့အရှိပြောတထုအားလုံးတကယ်တထုရိုင်းကနေလှုပ်ထားတာမဟုတ်လို့သူ့ကိုစော်နိုင်အောင်မှပျောက်ကွယ်တော့မှမဟုတ်ဘူးလို့တစားရကလည်းပြောပြလိုက်ပါတယ်တစ်ဖက်မှာလည်းတစားရရဲ့တငယ်ချင်းတွေကဘေးရဲ့လောက်ခန့်သူတွေကိုကျွန်းကနေကဲထုတ်ပေးနေခဲ့ပါပြီတထုချီတွေကပင်နယ်တစ်ခုကြားလာပြီမလို့တင်မော်လေကန်ကနေအမြန်ခွာရပါတော့တစ်ဖက်ကဘာလိုမျိုးရဲ့အဖွဲသားတွေကလည်းလူဗီဒိုစစ်ကိုမတွားလို့တကယ်ရောရှားပါမလားလို့ပြောနေကြတဲ့အခါဖီဖီကလည်းလှုပ်ရှားနေစေပဲမလို့စိတ်မပူပူဆိုကပြောလိုက်ပါတယ်အဲ့ဒီချိန်လူဗီဒိုကကျွန်းကားနေပြီးတော့ပင်လယ်ဆိုင်ကယ်စီးပြီးတော့ထွက်ခွာလာခဲ့ကြပါပြီကျွန်းတစ်ခုလုံးကလည်းတထုချီတွေရဲ့ဝါမြောက်ကိုခံရပြီးတော့ပျောက်ကွယ်သွားပါတော့သူတို့နဲ့ဇာယကလူဗီကိုကျေးဇူးတင်စကားတွေပြောနေပြီးတော့တကယ်နဲ့သွားစရာနေရာမရှိရင်တော့လူဗီဆမ်မိုင်းကိုပင်တမဘရင်ဖြစ်အောင်ဝိုင်းကူညီပေးကြမယ်ဝိုင်းကူညီပေးမဲ့ Grand Fleet အဖွဲ့တွေကိုဝင်လို့ရရဲဆိုတဲ့အကြောင်းကိုဘာလိုမျိုးကပြောလိုက်ပါတယ်ဒါပေမဲ့ဇာယကတော့အခုကနေစတင်ပြီးသူကိုယ်တိုင်ပဲပင်တဲ့ကဘာကြီးရဲ့ထိပ်ဆုံးကိုရအောင်စူးစမ်းတော့မှာမလို့ဒါကသူတို့ရဲ့အိမ်မက်အစ်စ်ပဲလို့ဆိုပါတယ်သူတို့နဲ့အားလုံးနှုတ်ဆက်လိုက်ပြီးတော့လူဗီတို့လည်းဇိုးကျွန်းကိုဦးတည်ကြပါတော့တစ်ဖက်ကခွာလာတို့ကလည်း Grand Diso ကိုကြည့်နေပြီးတော့ Special Dragon တွေရဲ့ power နဲ့ညီမျှတဲ့ New World ရဲ့ Monster တွေရှိနေတဲ့နေရာပဲလို့ဆိုပါတယ်တစ်ဖက်ကတနခါကလည်းစေဝမိုင်းမှာစုထားတဲ့တထုရိုင်းတွေကဘေးနဲ့တူနစ်မြုပ်သွားပြီဆိုတဲ့အကြောင်းကိုတက်ဆိုရဲသူကိုပြောပြနေခဲ့ပါတယ်ဘေးကိုလည်းအရေးပြောင်းထားခဲ့ပြီးမလို့တကယ်အနာတိတ်မှန်ကြီးကအခုမှစတင်တော့မှဘယ်လိုတက်ဆိုကလည်းဆိုပါတယ်ဘာလိုမျိုးကဆော့ဟက်ဖွဲ့စတင်ခဲ့ပုံတကယ်ချင်းတွေကိုဘလို့တိဆောက်ခဲ့လေအဖွဲ့ဝင်တယောက်ချင်းစီအကြောင်းကိုသူ့ရဲ့ဖွဲ့သားတွေကိုတခြားရှင်းပြပေးနေခဲ့ပါတယ်အားလုံးကလည်းဆော့ဟက်တွေအကြောင်းမှာစီမျောရင်ငိုယိုနေကြတဲ့အခါအဲ့ကနေဒီလိုလူတိများလာတဲ့ဆော့ဟက်ဖားပဲကြီးတစ်ခုဖြစ်လာတာလို့ဘာလိုမျိုးကဆိုပါတယ်ဒီနေ့တော့တလောက်ပဲမလို့လောဆယ်လူပီဆမ်ပိုင်းနဲ့အခြားသူတွေကိုဘေးကင်းကင်းနဲ့ဇိုးကျွန်းကိုပို့ပေးလိုက်ကြရအောင်လို့ဘာလိုမျိုးကအော်ပြောနေတော့မှာပဲရုပ်တရက်မိုးကြိုးပြစ်ခံရပါတော့ရှီတက်ဌာနချုပ်မှာလေ Navy Admiral Kizayo က White Bear ရဲ့လက်အောက်မှာလှုပ်ခဲကြတဲ့ခေါင်းဆောင်တွေအားလုံးပေါင်းဘယ်နှယောက်ကြာရှုံးသွားပြီလဲလို့ရှီတက်သားတယောက်ကိုမေးနေခဲ့ပါတယ်အားလုံးပေါင်း16ယောက်ဖြစ်ပြီးထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်ပြီးတဲ့နောက်မှာမျိုးတွေနဲ့အတူပျောက်ကွယ်သွားကြတယ်အထီးကိုက်ကြဆုံးက6ယောက်လောက်ရှိပြီးတော့အပျက်စီးတွေကလည်းအများကြီးရှိလာတယ်သူကတော့ White Bear ရဲ့ Atward Newsgate ရဲ့တာအရင် Atward Weaver ဆိုတာကိုဝန်ခံဖို့လုပ်တယ်ဆိုပေမဲ့လူအများကတော့မယုံကြည်ကြဘူးဆိုတဲ့အကြောင်းကိုထိုသူကပြောပြလိုက်ပါတယ်အဲ့ဒါကအမှန်ဟုတ်မဟုတ်အဖေဖြစ်သူကဘသူပဲဖြစ်ခိစာဦးကသူတို့နဲ့မဆိုင်ပဲတခုကတော့သူကပင်တသမ ဖြစ်နေကြီးမားလောက်တဲ့အင်အားရှိတယ်မသိရင် White Bear ငယ်တုန်းကနဲ့တိတ်တူတယ်လို့ခိစာဦးကဆိုပါတယ်လူဗီတို့ဒွဲအိုဆာကနေထွက်လာကြပြီးတပတ်အကြာမှာတော့ဘာလိုမျိုးတို့ဖွဲ့ဟာလှိုင်းမှုလို့မအီမတာဖြစ်နေကြပါပြီပင်တသမလှုပ်ပြီးလှိုင်းမှုနေကြလို့ဒါကိုပင်တသမလို့ခေါ်နိုင်သေးရလားလို့ဇိုးကလည်းပြောနေခဲ့ပါတယ်
လိုင်းမွေရင် rubber တစ်ဆေးစားဖို့အဖွားကပြောထားရဲဆိုပြီးဘာလို့မျိုးကတစ်ဆေးတွေစားနေရခါအဲ့ဒါကြောင့်ပဲတစ်ဆေးတွေနေရာနဲ့ကတ်ထားလာလို့ဦးစောကလည်းအော်ပါတော့ရဲ့အဲ့ချိန်အဖွဲသားတယောက်ကနိုင်လက်တက်နှစ်နာရီနားမှာတောင်လို monster လို့တခုခုကိုရွေလျားနေရဲ့အကြောင်းလှမ်းပြောပါတော့တောင်ရွယ်ဆောက်လောက်ရှိရဲ့ monster ဆိုတာမရှိနိုင်လို့မူးနေရတယ်လို့ဘာလို့မျိုးကပြောနေတော့လူဖီကလည်းရွေးနေတဲ့တောင်ကိုတွားကြည့်မယ်လို့ရင်လို့ဦးစောကမနေတာပြီးဒီမြူကိုတဲ့ကအမြန်ထွက်ရမယ်လို့ဆိုပါရဲ့ review ကလည်းအဲ့ဒီရှေ့ကိုပဲညွန်ပြနေကြောင်းနဲ့ဇိုးကျွန်းကထူတက်တဲ့မြူဘေးဥပတ်ရည်စီးကြောင်းနဲ့ကျွတ်ကျွတ်တွေကိုပိတ်ဆို့ထားရလဲကြားဘူးကြောင်းလောကပြပြလိုက်ပါရဲ့ဒီလိုနဲ့ရှေ့ကိုဆက်လာကြတော့ဇိုးကျွန်းကိုရောက်လာခဲ့ကြပါပြီဇိုးဆိုတဲ့အဓိပ္ပာယ်ကစင်ဆိုတဲ့အတိုင်းပဲစင်ကြီးတစ်ဖွဲ့တည်ရှိနေတဲ့ကျွန်းကိုမြင်လိုက်ရတော့အားလုံးလည်းအရန်အံ့ဩနေပြီးတော့စင်ကြီးလားကျွန်းကြီးလားအောင်မှဝေခွဲမရဖြစ်နေကြပါတော့ဇိုးကအကြီးမားတဲ့စင်ကြီးပေါ်မှာတည်ရှိနေတဲ့ကျွယ်ဝတဲ့နေရာတစ်ခုလို့လောကရှင်ပြရတော့ဦးစောလဲဓာကြီးကအသက်ရှင်နေတာလားလို့လောကိုမေးလိုက်ပါတယ်အမြဲတမ်းလှုပ်ရှားနေတာမလို့သူညီရဲ့တနေရာရဲမှာလည်းမတည်ရှိနိုင်တဲ့တဆိတ်ကျွန်းအမှန်တကယ်ကတော့ကျွန်းတစ်ခုမဟုတ်တာကြောင့်မလို့လော post လည်းမရောက်နိုင်ပဲနဲ့လောကသူလည်းအခုမှရောက်ဘူးတာလို့ဆိုပါရဲ့ကျောဘက်ကိုပြသနေတာမလို့စန်ဂျီတို့တွေလည်းဒီကိုရောက်နေတာကြာလောက်ပြီထင်တယ်လို့လောကဆိုပါရဲ့ရောဘင်ကလည်းတို့တွေကလမ်းလျှောက်ထွက်နေတဲ့စင်တကောင်နောက်ကိုလိုက်နေတဲ့ပုံပဲလို့ပြောနေခဲ့ပါရဲ့ဇိုးကိုရောက်ပြီဆိုတော့ခင်ယမိုလည်းမိုနိုစကေအဆင်ပြေမယ်လို့မျှော်လင့်မိရလို့ပြောနေခဲ့ပါရဲ့ဇိုးမှာလူတွေကိုမုန်းတီးတဲ့လူမျိုးစုတစ်ခုကလည်းရှိနေတယ်လို့ကြားဘူးကြောင်းကန်ဂျိုကပြောတော့မစ်လူမျိုးဆိုတာကိုလောကလည်းပြပြလိုက်ပါရဲ့သူတို့တွေကလူတွေနဲ့ဝေးနေတတ်ကြပြီးတော့သူတို့နိုင်ငံရဲ့တမိုင်းချောင်းကလည်းနှစ်ပေါင်း1000လောက်ရှိနေပြီဖြစ်ကြောင်းလောကထပ်ရှင်းပြလိုက်ပါရဲ့စင်ကြီးရဲ့ကျောပေါ်မှာနှစ်1000လောက်တည်ရှိနေကြရဲ့မျိုးနွယ်စုဆိုတော့ဒီစင်ကြီးကလည်းနှစ်ပေါင်း1000လောက်အသက်ရှင်နေတဲ့ဆိုတဲ့သဘောလာလို့လူဗီကလည်းမေးလိုက်ပါတယ်ဇိုးနောက်ကိုရောက်တဲ့အခါလူဗီတို့လည်းစန်နီကိုလှမ်းမြင်လိုက်ရပါတယ်ဘာလူမျိုးတယောက်ကတော့ထုံးစံတိုင်းခဏမငြိမ်နေတဲ့အခါဇိုးလည်းអော်ပါတော့စန်နီမှာချစ်ရတော့မှရှိမနေလို့ဖရန်ကီလည်းကြည့်ရတာပင်မန်းစီကားနဲ့ကောင်းကောင်းကြီးလက်သွားချတဲ့ပုံပဲလို့ပြောနေခဲ့ပါတယ်လူဗီလည်းနာမီတို့နာမည်ကိုအော်ခေါ်နေပေမဲ့ပြန်မထူးလို့တင်မော့စီကိုကိုယ်တိုင်တွားကြည့်ကြတဲ့အခါဘသူကမှလည်းမတွေ့ရပဲစင်ကြီးကလည်းစာရွေလျားနေခဲ့ပါပြီစင်ကြီးရွေလျားနေပြီမလို့ဘာလူမျိုးလဲစတဲကိုတုံးမိလိုက်ပြီးတော့စန်နီနဲ့ချိတ်ဆက်ပေးလိုက်ပါတယ်ခဏကြာစင်ကြီးကချက်တက်သွားတော့ဘာလူမျိုးလဲစံပိုင်းတို့အမြန်သွားပါလို့လုံနေပေမဲ့ဘသူမှမရှိကြတော့ပါဘူးသူတို့နဲ့အားလုံးလည်းစန်နီပေါ်ရောက်တဲ့အခါဦးစောလည်းနာမီတို့ကိုတွေ့လာလို့လူဗီကိုလှမ်းမိလိုက်ပါတယ်လူဗီလည်းမရှိကြအောင်ပြပြတော့အားလုံးကဇိုးဘောကိုတက်သွားကြရဲ့ပုံပဲလို့လောကဆိုပါတယ်တော်လိုင်းဌာနချုပ်မှာလည်း Dragon က John Coyote Family ကြာဆုံးခြင်းဟာကြီးမားတဲ့တရားမှုကြီးတစ်ခုကိုဖြစ်ခဲ့တယ်လို့ပြောနေခဲ့ပါတယ်အစိုးရကလည်းဒီကိစ္စကိုအေးစိနေမှာမဟုတ်ဘဲနဲ့ Cyber ပူးအဖွဲ့ကလည်းမကြာသေးခင်ကမှအင်အားတွေဖြည့်ထားတာမလို့ပိုခယူးဆိုင်ကြဖို့ Dragon ကမှာကြားနေခဲ့ပါတယ်အဲ့ဒီချိန်ခွာလာကရောက်လာပြီးတော့ Dragon စာကတေလာတဲ့လက်နက်တွေထဲမှာထူးခြားတဲ့တတုကြိုင်တစ်ခုလည်းပါလာချောင်းကိုလာပြောပြပါတော့ရဲ့ Dragon Iron Ore ဆိုတာကတော်တော်လေးကိုရှားပါပြီးနိုင်ငံအနှဲငယ်မှာပဲတူးဖော်နေတာမလို့လက်နက်တွေဘာမှထုတ်ရလဲဆိုတာကိုရှာတွေ့နိုင်တဲ့ဆိုတဲ့အကြောင်းခွာလာကပြောလိုက်ပါတယ်Dragon စာကိစ္စတွေပြီးကြတဲ့ကတခြားအလုပ်တွေကိုစူးစမ်းနေတာမလို့ရောဘင်ရောနေကောင်းရင်လာလို့ Dragon ကမေးလိုက်ပါတယ်လူဖီရဲ့အကြောင်းကိုရောမမေးတော့ဘူးလားလို့ခွာလာကပြန်ပြောတော့ Dragon ဖြစ်သွားရဲ့မျက်နှာကိုမြင်ပြီးခွာလာလည်းစာပုတ်ကအများကြီးပြောပြပေးခဲ့ပြီးဆိုတဲ့ပုံပဲလို့ပြောနေခဲ့ပါတယ်ဘာပဲဖြစ်တကဘာလုံးကတော်လိုင်းကောင်းဆောင်တွေအကုန်လုံးကိုစင့်ခေါ်လိုက်ဖို့ Dragon ကလည်းထပ်ပြောလိုက်ပါတယ်။ New York တနေရာမှာလည်း Black Bear တို့ကရှိနေခဲ့ပြီးတော့ Vargas ကလည်း Laffy ကိုဆက်တွေ့လာခဲ့ပါတယ်။အချိန်လုံးဒီပါတတိလက်နေလို့ဆက်တွေ့မှုမလုပ်နိုင်ခဲ့ကြောင်း Vargas ကပြောတော့ Shiayo ကလည်းအဲ့ဒီကောင်အသက်ရှင်နေရတာလို့ပြောလိုက်ပါတယ်။အခုဘယ်နားမှာလဲလို့ Laffy ကမေးတော့နှင်းလို့ဖြူနေတဲ့ကျွန်းတင်မတစ်ခုရဲ့အောက်ခြေမှာပုံနေခဲ့တာမလို့အခုဒီကိုကျူးကျော်ဝင်ရောက်လာမယ်ဆိုရင်လက်နက်ပမာဏအများကြီးရနိုင်နေဆိုတာကိုလည်း Captain Teach ကိုပြပြပေးဖို့ Vargas ကပြောလိုက်ပါတယ်။ Vargas ကသူလည်းထင်ရထားတာမလို့ Dr. Q ကိုပါခေါ်လာခဲ့ဖို့မှာလိုက်ပါတယ်။ကျွန်းနာမည်ကိုလည်းတခြားမသိပဲလုံးဝမြေပုံထဲမှာလည်းမပါတဲ့နေရာတခုမလို့ Vargas ကသူ့ရဲ့ VV ကတ်တိုင်းကိုလိုက်လာခဲ့ဖို့နဲ့ဒီမှာ Dragon နဲ့စာဖို့လည်းရှိတာမလို့ Revolutionary Army ရဲ့ပင်မဌာနချုပ်ဆိုတာကိုလည်းသိကြတယ်လို့ဆိုပါတယ်။ကျွန်းမှာလည်း YB ရဲ့သားလို့ကိုကိုတရားဝင်ကြေညာထားသူဖြစ်တဲ့ Edward Weber ကသူ့ရဲ့အမေကိုသူက YB ရဲ့သားမလားလို့မေးနေခဲ့ပါတယ်။ Miss Parkin လို့ခေါ်တဲ့ YB ရဲ့ချစ်တယ်လို့ကိုတရားဝင်ကြေညာထားတဲ့သူကလည်း YB ဖားရိတ်ဆိုတာဟန်ဆောင်ထားတဲ့မိသားစုတစ်ခုမလို့ Weber ကပဲ YB ရဲ့တယောက်ထဲတော့တားရင်ပဲလို့ဆိုပါတယ်။မာကိုတို့လိုမျိုးကြံရှိနေတဲ့ YB ဖားရိတ်တွေကိုဆက်ရှာ Weber ရဲ့အဖေ Newsgate ကဒီချမ်းသာမှုနောက်မှာတခုခုကိုခြံထားနေတာမလို့တားရင်ဖြစ်တဲ့ Weber ကပဲတရားဝင်အမွေဆက်ခံရမယ်သူကလို့ Miss Parkin ကဆိုပါတယ်။အဲ့ဒီချိန် Weber ကသူ့အဖေကိုတတ်ခဲ့တဲ့ Black Bear ကိုလက်တော့ပြန်မယ်လို့လုပ်နေလို့သူ့ကိုလက်တော့ပြန်အောင်လဲ Baby တခုတော့မှရမှာမဟုတ်လို့ Miss Parkin ကလည်းတို့လိုတကပတ်ဆက်မယ်လို့ဆိုပါတယ်။ဘက်ကီတောင်းမှလည်းဘက်ကီပို့ဆောင်ရေးအလုပ်ကိုအမှားစားပဲစတိုက်ရောက်နေတာမလို့ Q ရဲ့အတန်ကမြည်တာမရက်တန်းတော့တဲ့အကြောင်းကိုဖွဲ့သားတွေကလည်းဘက်ကီကိုပြောနေခဲ့ပါတယ်။ဒိုဖလမင်ကိုစီကလည်းလက်တွေမရနိုင်တော့တာမလို့ကြေးစားတွေကဆက်တွေ့နေကြောင်းထူထူကပြောနေတော့ဘက်ကီကအားလုံးဆက်တော့ပြီးရင်တိုက်ပွဲမြေမှာတွားတောင်းကျမ်းပြီးတော့ပစ္စည်းတွေကိုတည်လာဖို့ပြောရင်ရှီမောနေပါတော့။ဘက်ကီရဲ့ဖွဲ့သားတယောက်ကကြေးစားဟာချူတင်စီကအဆက်တွေ့ရထားပြီးတော့ဂျိုင်းရဲ့9အောင်လုံးကအဖွဲ့ကနေထွက်ချင်တဲ့အကြောင်းကိုပြောပြတော့ဘက်ကီတဲ့တို့ကအကြီးမားဆုံးငွေဝင်ပေါင်းတယ်မလို့အကြောင်းပြချက်ကိုပြောဖို့អော်ပါတော့။တပတ်ကဘာလူမျိုးကလည်းတို့စားစရာတွေလွှဲထားပေးကြောင်းကိုပြောနေခဲ့ပါတယ်လူဗီတို့ကလည်းဇိုးစီသွားတော့မှမလို့ဘာလူမျိုးကအော်ငုံနေပေမဲ့ဘသူမှတို့ကိုခယူးဆိုင်မနေခဲ့ကြပါဘူးတစ်ဖက်မှာကန်ချိုကလည်းအပေါ်ကိုတက်ဖို့အတွက်ပုံဆွဲနေတဲ့ပုံကိုအားလုံးကလည်းမွေးတီကောင်အိမ်မြောင်ဆိုပြီးတော့ထင်မြင်ချက်တွေပေးနေတော့ Rising Dragon လို့ကန်ချိုကရေရွတ်လိုက်ပါတော့
အဲ့ဒီချိန်အပြင်ကိုထွက်လာတဲ့နဂါးကကျမ်းမာရေးချိုးတဲ့ပုံပေါက်နေလို့ဦးစောလဲဘလို့ကောင်းလဲလို့အော်နေခဲ့ပါတယ်ရောဘင်ကတော့ Dragon League ကချစ်စရာလေးဆိုပြီးသဘောကျနေပါတော့ဒီလိုနဲ့နဂါးပေါ်တက်စီပြီးတော့စင်ကြီးစိုးဘော်ကိုတက်ကြပါတော့တစ်ဖက်ကဘာလူမျိုးကတော့မျက်ရည်စားရတဲ့လူဖီကိုနှုတ်ဆက်စကားအော်ပြောနေပါတော့လူဖီကလည်းအဝေးကနေဘာလူမျိုးကိုလိုမီယိုတို့အဖျားဆုပ်အော်ခေါ်လိုက်ပြီးတော့ကျေးဇူးတင်ကြောင်းလည်းလှမ်းအော်ပြောလိုက်ပါတယ်ပထမဆုံးနာမည်ကိုခေါ်ခံလိုက်ရတော့ဘာလူမျိုးလည်းအရန်ပျော်ရွှင်နေပြီးတော့ဒီလိုပဲနှုတ်ဆက်လမ်းခွဲလိုက်ကြပါတော့လူဖီတို့တွေဟာစင်ကြီးရဲ့ဖေဘက်အနောက်ကနေအပေါ်ကိုတက်နေကြပြီးတော့တက်နေရင်နဂါးကပင်မလာလို့အောက်ကိုပြန်ကျလာတဲ့အခါအာတင်ထားဖို့လူဖီကအော်ပြောလိုက်ပါတယ်ဦးစောကလည်းဒီ Dragon League ကို Ryunosuke လို့နာမည်ပေးမယ်လို့ဆိုပါတယ်ပြန်ပြီးတော့ရှော့ချလာတာမဟုတ်လို့အစားကနေအပေါ်ကိုပြန်တက်ကြရပါတော့အခုထိထိတ်ကိုတောင်မှလှမ်းမမြင်ရသေးလို့စန်ကြီးတို့ဘလို့များတက်သွားကြတယ်လို့လူဖီကပြောတဲ့အခါဇိုးကလည်းသူတို့အဲ့ဒီမှာရှိနေရကောတေရောတေချာရလားလို့မေးနေခဲ့ပါတယ်ခင်ယမိုတို့ကဘာလို့ဇိုးကိုတွားချင်ရလဲလို့လူဖီကမေးတဲ့အခါခင်ယမိုလည်းလူဖီတို့ကကျေးဇူးရှင်တယ်မလို့ပြောပြမှရတော့မယ်လို့ဆိုပါတယ်ဝါနိုတဲကထွက်လာခတဲ့ကဇိုးဟာပန်းနိုင်ဖြစ်ခဲ့ကြပြီးတော့ပင်လယ်ထဲမှာလမ်းခွဲခဲ့ကြတဲ့နောက်ထပ်နင်ဂျာရိုက်ဆိုတဲ့ဒီကိုရှောင်းနေတော့ပြီမလို့ကန်ဂျူကပြောလိုက်တော့လူဖီတို့လည်းနင်ဂျာဆိုတော့အရန်အောင်နေပါတော့နင်ဂျာကိုလူဖီကသူ့လည်းတွေ့ဘူးချင်ပြီးတော့ဇိုးကလည်းရှော့ရင်းကန်းတွေကိုကြည့်ချင်တယ်ဦးစောကလည်းရေတကုံအောက်မှာထိုင်လာလားလောကလည်းတဘာဝလို့အစွမ်းတွေကိုတုံးနိုင်မှာလားဖရန်ကီကလည်းသူတို့ကဝုန်းဆိုပြီးတော့ပျောက်သွားတကြရလားဆိုပြီးတော့ဝိုင်းပြီးတော့နင်ဂျာရဲ့အကြောင်းကိုဝိုင်းမိကြပါတော့အဲ့ဒီချိန်အပေါ်ကားတွေမြောက်တစ်ကောင်ကကြာလာတော့လူဖီတို့ကကိုစီရှောင်ချပေမဲ့ကန်ဂျူနဲ့ခင်ယမိုကနင်ဂျာနဲ့ပတ်သက်ပြီးတော့နောက်ပြောင်နေကြတာမလို့သူတို့နဲ့တိုက်မိပြီးတော့အောက်ကိုပြုတ်ကျပါတော့လူဖီတို့လည်းလှမ်းပြီးတော့အော်ခေါ်ကြည့်တဲ့ကခင်ယမိုတို့ကလည်းသူတို့အစင်ပီတာမို့လို့အပေါ်ကိုအရင်သွားနှင်းကြဖို့ပြန်အောင်ပြောလိုက်ကြပါတယ်လူဖီကလည်း Ryunosuke ကိုအောက်ကိုပြန်ဆင်းဖို့ပြောနေပေမဲ့ Ryunosuke ကတော့အပေါ်ကိုပဲထက်တက်နေတာမို့လို့ပေမဲ့ဒီထိကိုရောက်လာပြီးတော့မှလူဖီတို့တွေပြန်ဆင်းခိုင်းရမှာတနာပြီးတော့ဒီအတိုင်းပဲအပေါ်ကိုဆက်တက်ခိုင်းပါတော့သူတို့နဲ့အချိန်ကညနေဆောင်ကိုရောက်လာကြတဲ့အခါလူဖီကလည်းအရှိဆုံးမှထိုင်ပြီးအိပ်ပျော်နေလို့တတိလေးပါလေးကတ်ထားဖို့ဦးစောကလည်းပြောနေခဲ့ပါတယ်အဲ့ချိန်ထိတ်ကိုလှမ်းမြင်နေချရပြီမလို့ဦးစောလည်းအာတင်ထားဖို့ Ryunosuke ကိုအော်ပြောနေတော့လူဖီကလည်းနိုးလာပြီးတော့ထိတ်ရတော့မှမလို့ဝင်အားပေးတဲ့အခါအရှိန်လွန်ပြီးတော့ပြုတ်ကျပါတော့ဦးစောကလည်းလူဖီအိတ်ကိုဖမ်းပြီးလို့လူဖီကဖမ်းပြီးရထင်မဲ့လူဖီအော်ဒန်ကြားတော့မှလူကအောက်ကိုပြုတ်ကျသွားတယ်ဆိုတာမှကိုတတိထားမိပြီးတော့တခုခုတော့လိုက်ဖို့ဦးစောကလည်းအော်ပြောလိုက်ပါတယ်လူဖီတော့လိုက်တဲ့တခုခုကနဂါးရဲ့ချုပ်ကိုလှမ်းဆွဲလိုက်တာမလို့ဦးစောလည်းစောက်ထိုးဖြစ်လို့နေခဲ့ပါပြီအားလုံးကလည်း Ryunosuke ကိုစိတ်သက်ခွန်အားတွေဝိုင်းပေးကြတဲ့အခါ Ryunosuke လည်းထိတ်ကိုတက်ဖို့အားတွေပြန်ပြေးလာပြီးတော့အမြန်တက်ပါတော့အားလုံးလည်း Ryunosuke နာမည်ကိုဝိုင်းအော်ပြီးတော့အားပေးကြတဲ့အခါနောက်ဆုံးမှတော့ထိတ်ကိုရောက်လာခဲ့ကြပါပြီအပေါ်ကိုရောက်လာတဲ့ Ryunosuke ကချက်ချင်းပုံအဖြစ်ပြန်ပြောင်းသွားတဲ့အခါဦးစောကတူတိုးတောင်မှတေချာကျေးဇူးမတင်ရသေးဘူးဆိုပြီးတော့မျက်ရည်တွေနဲ့ကျေးဇူးတင်ကြောင်းပြောပါတော့ဒီလိုနဲ့ဇိုနဲ့လောကတော့ပကြီးပုံတက်ကိုကြီးစရာပြီးလာလုံးနေရလို့ပြောတဲ့အခါဦးစောလည်းဒီနေရာที่ကိုခေါ်ဆောင်လာပေးခဲ့တဲ့သူကိုကျေးဇူးတင်တဲ့ပုံစံကဒါလားဆိုပြီးတော့နောက်ကနေလှမ်းအော်ပါတော့ဇိုကတော့ကိုမတိရဲ့နေမီထဲမှာတတိလလို့မနေသင့်ပဲနဲ့အရှိမဘာရှိလဲဆိုတော့ကိုလည်းအာယုံစိုက်ကြဖို့ပြောလိုက်ပါတယ်သူတို့နဲ့ရှစ်ကိုဆက်လာခဲ့ကြပြီးတော့စောင်းကြည့်မျှော်စင်ရှိနေပေမဲ့စောင်းကြည့်နေတဲ့သူလည်းမရှိဘူးလို့လောကဆိုပါတယ်လူဖီကတော့သူ့စိတ်ကြအမြင်ကြီးကိုတတ်သွားပြီးတော့ဒါကစင်ကြီးရဲ့ကြောပေါ်လာဆိုပြီးတော့အော်ဟစ်နေပါတော့ဦးစောကလည်းလူဖီနောက်လိုက်ပြီးတော့စင်ကြီးရဲ့ကြောပေါ်ကအရာတွေကိုမြင်တော့အရန်အံ့ဩနေခဲ့ပါပြီကြီးမရဲ့စင်ကြီးရဲ့ကြောပေါ်မှာနှစ်ပေါင်း1000လောက်တည်ရှိနေခဲ့တဲ့နိုင်ငံတော့မြင့်နဲ့မြို့လေးလည်းရှိတယ်တစ်ပင်ကြီးတွေကလည်းဝေလာငါးကြီးနဲ့တူတယ်ဆိုပြီးတော့လူဖီကတော့အရန်သဘောကျနေပါတော့လူဖီကအောက်ကိုထပ်ပြီးတော့ခုန်ချသွားပြန်ပါတယ်တခုခုမြင်ရလာလို့ဇိုးကလှမ်းပြီးတော့ဒီနေရာကတရားဥကိုလှမ်းကြည့်ဖို့အရန်မြင့်ချောင်းဦးစောကပြန်ပြောလိုက်ပါတယ်ဇိုးကအထဲကိုဝင်ဖို့လုံးနေတဲ့အခါခင်းမွန်တို့ကိုမစောင့်တင်ဘူးလားလို့ရောဘင်ကလည်းမေးလိုက်ပါတယ်တိုက်တွေကအဲ့လောက်လည်းကြဲမနေလို့အရင်သွားကြမယ်လို့ဇိုးကဆိုပါတယ်သူတို့နဲ့အထဲကိုဝင်လာတဲ့အခါပျက်စီးနေတဲ့တကားကိုကြည့်ပြီးတယောက်ကဖျက်ဆီးသွားတယ်လို့ထင်ကြောင်းလောကလည်းပြောနေခဲ့ပါတယ်အရှိကိုစောက်ဝင်လာကြတဲ့အခါတောလန်းကလည်းအတော်လေးပြက်စီးနေပြီးတော့ခြေရာကြီးတွေကိုလည်းတွေ့လိုက်လာမလို့စန်ဂျီလိုလည်းအဆင်ပြေပါမလားလို့ဖရန်ကီကပြောနေခဲ့ပါတယ်ဒီလိုနဲ့အားလုံးလည်းအရှိကိုဆက်လာကြတဲ့အခါမိန်းကလေးတယောက်ကလည်းအားလုံးကိုစောင့်ကြည့်နေပြီးတော့လူစုံမျိုးတွေကခိတ်တကားကိုဖျက်ပြီးတော့ဝင်လာတာမလို့ဘေဘေတီကအစော်ခံရပြီလားလို့ပြောနေခဲ့ပါတယ်တစ်ဖက်ကလူပီကတော့မျိုးပြတ်ထဲရှောက်လာပြီးတော့နာမည်တကိုအော်ခေါ်ရင်အရှိကိုဆက်သွားနေခဲ့ကြပါတယ်ဒီနေရာမှာရှမ်းနဲ့ gas အနံ့ရလို့တခုခုများဖြစ်သွားခဲ့တယ်လို့ Frankie ကပြောနေပြီးတော့ဦးစောကလည်းအရန်ကြောက်လန့်နေခဲ့ပါပြီအဲ့ချိန်ဇိုးကတခုခုဒီထားမိတော့တာကြောင့်မလို့ခုတ်ဖြစ်လိုက်တဲ့အခါသူမကရှောင်ရှားလိုက်ပြီးတော့ဇိုးကိုတိုက်ခိုက်ဖို့ပြန်လို့တော့ရက်လိုက်ခါပြောဆိုတဲ့စကားနဲ့သူတဝါကြီးတစ်ကောင်ကပေါ်လာလို့ဦးစောလည်းအရန်ကြောက်နေပါတော့သူတို့ထက်အရေးကြီးတာကဝေလာငါတန်းပြည်မှာကျူးကျော်သူရောက်နေရဆိုတဲ့အကြောင်းထို့သူကပြောတော့အဲ့ဒါက Mick မျိုးနဲ့ဆူလို့လောကလည်းပြပြလိုက်ပါတယ်တဝါကြီးရဲ့ကြောပေါ်မှာနေထိုင်ကြတဲ့အမျိုးသမီးရဲ့အဝတ်ကိုမြင်တဲ့အခါနာမည်ဟာမဟုတ်ဘူးလားလို့ဦးစောကလည်းတွေးနေခဲ့ပါတယ်လူပီတယောက်တောထဲမှာနာမည်တို့နာမည်ကိုအော်ခေါ်ရင်းရှောက်သွားနေပြီးတော့ဒါကို Mick လူမျိုးတယောက်ကလည်းစောင့်ကြည့်လို့နေခဲ့ပါတယ်တစ်ဖက်မှာလည်း Frankie တို့ကလိမ့်ဆန်လာလူလားဆိုတော့ကိုဝေခွဲမရဖြစ်နေပြီးတော့ဦးစောကလည်းအဲ့ဒီအင်ဂျီကိုဘယ်ကရလာတာလဲနာမည်ကိုတော့ဘာလို့ပစ်လိုက်ပြီလဲလို့အော်ဟစ်နေပါတော့တစ်ဖက်ကလူပီကလည်းဝေလာငါတစ်ပင်ကြီးစီတွားနေတော့မှပဲထူးဆန်းတဲ့အကောင်တွေနဲ့ဒိုးပါတော့ခါရိုကအမြင့်ကြီးကိုခုန်တက်သွားပြီးတော့ပောက်ကွဲလာတဲ့နေရာတစ်ခုကိုလှမ်းတွေ့လိုက်တတ်ကြမလို့ခါရိုစီးတီဘက်ကဝေလာငါတောအုပ်စီကဖြစ်ကြောင်းပြောပြလိုက်ပါတယ်အချိန်မရှိတော့ကြမလို့ထိုမျိုးသမီးကလည်းဝမ်နီဘောအမြန်တက်ဖို့ခါရိုကိုပြောလိုက်ပြီးတော့ဦးစောတို့ကိုပို့ဆောင်ပေးဖို့လည်းအချိန်မရှိကြတော့တာမလို့ right flank တောကိုလမ်းညွန်ပေးလိုက်ပြီးတော့အဲ့ဒီမှာမင်းတို့တငယ်ချင်းတွေရဲ့အလောင်းကိုတွေးကြလိုက်မလို့ထပ်ပြောလိုက်ပါတယ်အလောင်းဆိုတော့ဦးစောလည်းအရန်အံ့ဩနေပြီးတော့ပြောစရာစကားတော့မှမရှိဖြစ်သွားခဲ့ရပါပြီသူတို့အဆင်ပြေပါမလားလို့ခါရိုကမေးတော့သူတို့က straw hat ဖြစ်ကြောင်းသူမကပြန်ပြောပြလိုက်ပါတယ်အခုဝေလာငါတောကိုကျူးကျော်လာတာကလည်း straw hat လူပြီးပဲဖြစ်ရမယ်လို့သူတို့ကဆိုပါတယ်
ဥစောကလည်းနာမည်တို့တက်ခတ်လိုက်ရပြီဆိုပြီးတော့အော်ဂွန်နေတဲ့အခါစန်ဂျီလည်းရှိနေတာမလို့အရန်မစိုးရိမ်ဘူးဆိုကပြောလိုက်ပါတယ်ရန်သူတွေဟုတ်မဟုတ်အဖြေရှာရမယ်လို့ဖရန်ကီကပြောတော့အရင်ဆုံးသတင်းတွေကိုအရင်စုဆောင်းလိုက်မယ်လို့ရောဘင်ကဆိုပါတယ်လောရဲ့ဖွယ်သားတွေကလည်းဒီမှာရောက်နေတာမလို့ဆက်တယ်လို့ရနိုင်ပဲနီးလည်းများမရှိဘူးလားလို့ရောဘင်ကမေးတော့လောလည်းသူတော်မှပြန်တွေးရလိမ့်မယ်လို့မထင်ထားပေမဲ့ဘပိုရဲ့ဗီဗီကက်ကိုတီးရသွားခဲ့ပါတယ်ဘပိုကလည်းဝဝတစ်ကောင်ပဲမလို့မစ်လူမျိုးများလာလို့ဥစောကမေးတဲ့အခါလောလည်းဒါကဘပိုရဲ့မွေးရမြေဆိုရင်ပဲသူကငယ်ကလေးကဒီကျွန်းကထွက်လာတာမလို့ဒီကျွန်းနဲ့ပတ်သက်ပြီးတော့တိတ်မသိဘူးလို့ဆိုပါတယ်သူတို့နဲ့အရှိကိုဆက်သွားခဲ့ကြပါပြီတစ်ဖက်မှာလည်းလူဗီကမစ်လူမျိုးစုတယောက်နဲ့တိုက်ခိုက်နေခဲ့ပါတယ်လျှက်စစ်ကဘာလို့မတိုးတာလဲလို့အနားမှာရှိတဲ့လူတယောက်ကပြောတဲ့အခါလူဗီလည်းသူကရာဘာလူသားမလို့မတိုးဘူးလို့ဆိုပါတယ်အဲ့အချိန်ဖပိုကပါရောက်လာပြီးတော့သူနဲ့အတိမလို့ရက်တန်းလိုက်ကြဖို့ပြောရမယ်ရော်တီဆိုတဲ့သူကတော့ကျွတ်ကျွတ်သူမလို့မရက်တန်းနိုင်ဘူးလို့ဆိုပါတယ်ရော်တီကဒေါ်ဒါရီထွက်လာရင်တားစီမရနိုင်ဘူးလို့ဖပိုကပြောနေတော့ဝန်တီနဲ့ခါရောကရောက်လာပြီးတော့လာတားပါတော့ရဲ့နွားရိုင်းမစ်ဖြစ်တဲ့ရော်တီကိုပိတ်စအနေနဲ့တားပြီးတော့ဂေါ်ရီလာမစ်ဖြစ်တဲ့ BB black ကိုငှက်ပြောသေးပြလိုက်တော့မှငြိမ်သက်သွားပါတယ်ခွေးတဲ့ကောင် mix ဖြစ်တဲ့ Wanda ကတကုတ်တူမိတ်ဆက်ပြီးတော့ရုံ mix ဖြစ်တဲ့ Kao ကိုပါမိတ်ဆက်ပေးလိုက်ပြီးနောက်တို့ဘာမှလုံးဝမဟုတ်လို့မခုကန်တော့ဘူး Luffy ကိုပြောလိုက်ပါတယ် Luffy ကလည်းချော့ပါလို့လူမျိုးတွေအများကြီးပဲမလို့အန်အောနေခဲ့ပါပြီ Luffy ကသူဘာမှမလုပ်ပဲတို့တွေလာတိုက်ခိုက်ကြတဲ့အကြောင်းကိုပြောတော့ Guardian တွေကဒီတော့အုပ်ကနေကြီးကျော်တူကိုတိုက်ခိုက်ရတာတို့ကတာဝန်ပဲလို့ Wanda ကဆိုပါတယ် Wanda က Luffy ကိုသူတာဝန်ယူပြီးခေါ်သွားပေးပါမလို့ Guardian တွေကိုခွင့်လွှတ်ပေးဖို့အော်ပြောလိုက်ပါတယ်အဲ့ချိန်စောင်းကြည့်နေတဲ့ Patrio ဆိုသူကလည်းအားလုံးကိုပြန်ဆုတ်ကြဖို့အော်ပြောလိုက်တဲ့နဲ့တော့ကနေအများကြီးထွက်လာလို့ Luffy လည်းသူအဝိုင်းခံထားရတာလုံးဝဒီမထားမိခဲ့ဘူးလို့ဆိုပါတယ်လာပညာမဟုတ်တာကိုပဲကျေးဇူးတင်ရမယ်လို့ဝါဒါကပြောနေတော့ဘပိုကရောက်လာပြီးတော့သူတို့မတွေ့ရကြပြီဆိုတဲ့အကြောင်းကိုပြပြလိုက်ပါတယ်ဒါပေမဲ့လူဗီကတော့ဘပိုကိုမမမိနေလို့ဘပိုလည်းဖော်ရမောက်ဝါပြီးတော့ကုညီဆောင်းရှောက်ခဲ့တဲ့သူဆိုတာကိုပြပြလိုက်ပါတယ်လူဗီလည်းလောတို့အဖွဲ့တွေကစကားပြောတဲ့ဝုံစတာကိုဒီထားမိသွားပြီးတော့လောလည်းဒီမှာရှိနေကြောင်းကိုပြပြလိုက်ပါတယ်စင်ကြီးရဲ့ကြောပေါ်အလဲကခူအာစီတီကိုလည်းရောဘင်တို့ကရောက်လာခဲ့ပြီးတော့အပြက်စီးတွေနဲ့လူတွေမရှိနေတာကိုသိလိုက်ရတဲ့ဦးစောကလည်းစန်ဂျီတို့ကိုအော်ခေါ်ပြီးတော့ဒီကနေပြီးအမြန်ပြန်ကြမယ်လို့အော်နေပါတော့ရောဘင်ကအိမ်ထဲကိုဝင်ကြည့်တဲ့အခါချက်ပြုတ်ထားတဲ့အတိုင်းပဲရှိနေတာမလို့မကြသေးခင်မှာဖြစ်ပျက်သွားတာထင်တယ်လို့ပြောနေခဲ့ပါတယ်အားလုံးကကိုစီနေရာနဲ့ကိုလိုက်ကြည့်နေပေမဲ့ဦးစောတက်ကတော့ကြောက်လန့်လို့အော်ဟစ်နေခဲ့ပါပြီဆိုကနှိမ့်ဆက်တဲ့အရာတစ်ခုကိုရှာတွေ့ပြီးတော့ Frankie ကလည်းချစ်ရအကြီးကြီးတွေအများကြီးရှိကြောင်းပြောနေတော့နောက်ထပ်ချစ်ရအကြီးကြီးကိုလောကတွေ့လိုက်လို့အားလုံးကိုခေါ်ပြလိုက်ပါတယ် Mick မျိုးနဲ့စုကိုလိမ့်ဆန်တဲ့တားရဲတွေကတိုက်ခိုက်ခဲ့တာလားစိတ်ဝမ်းကွဲပြီးတော့အချင်းချင်းရံဖြစ်ကြတာလားလို့လောကကောက်ချက်ချနေတော့မှပဲ Robin ကရောက်လာပြီးတော့ဒီနိုင်ငံကတပတ်နှစ်ပတ်အတွင်းလောက်မှာရုပ်တရက်ပျက်စီးသွားကြတာပဲလို့ပြောပြလိုက်ပါတယ်တစ်ဖက်ကဝန္နာကလည်းဒီအကြောင်းတွေကိုလူဗီကိုပြောပြနေခဲ့ပါတယ်ဒီရာစုနှစ်ချီတဲ့ရှေးနိုင်ငံတော်ကြီးရဲ့နာမည်ကတော့ Mokumo Duketon လို့ဝန္နာကဆိုပါတယ်လောက်ဝက်လောက်တုံးကအားလုံးပျော်ရွှင်နေကြပေမဲ့ဒီနိုင်ငံကိုဖျက်ဆီးသွားတဲ့သူရဲ့နာမည်ကတော့ Jack လို့ဝန္နာကပြောနေတော့မေကြီးတွေကပါတုံလောက်လာပါတော့ဝန္နာကဝန်ဒီဘုတ်ကိုတတ်ဖို့ပြောပြီးတော့ right flank မှာရှိနေတဲ့တငယ်ချင်းတွေစီကိုခေါ်ဆောင်တော်ပြမယ်လို့ပြောလိုက်ပါတယ်လူဗီကစန်ဂျီတို့အဲ့ဒီမှာပဲမှတ်လာလို့ဝန္နာကိုမေးလိုက်ပေမဲ့ဝန္နာကတော့ပြန်ဖြေဖို့ကိုတွန်းဆုတ်နေခဲ့ပါတယ်ဒီလိုနဲ့လူဗီတို့ကလည်းအရှိကိုဆက်လာပြီးဘပိုတို့ကလည်းရှေးပန်းထုံးမှာမလို့တစ်ပင်မုံအမြန်တက်နေကြပါတယ်အဲ့ဒီချိန်စင်ကြီးဆိုးကသူ့ရဲ့နှမောင်းကနေတဆင်ရှေးတွေကိုပန်းထုတ်ပါတော့ရှေးတွေအများကြီးဖုံးလွှမ်းလာတာကိုရောဘင်တို့လည်းမြင်လိုက်ရတာမလို့မြင်းတဲ့နေရာကိုအမြန်တက်ဖို့ရောဘင်ကပြောလိုက်ပါတယ်ရေရှိန်ကအရန်ပြင်းတာမလို့တခြားကင်ထားဖို့ဝန္တာကလူဗီကိုပြောနေပြီးတော့ရင်ချိန်သွားတဲ့အခါမှာတော့လူဗီကမရှိတော့ပဲရေစီးနဲ့ပါသွားခဲ့ပါပြီငမန်းတကောင်ကလည်းလူဗီကိုစားဖို့လုပ်နေတာမလို့ခါပြောကအနောက်ကနေလှလာပြီးတော့အချိန်မီဝင်ကဲပေးလိုက်ရပါတယ်တစ်ဖက်ကခရမ်းမိုတို့ကလည်းစင်ရဲ့ဘဲချေကနေကြောင်တဲ့သူအပေါ်ကိုတက်နေခဲ့ပါတယ်အဲ့ဒီအချိန်အပေါ်ကနေရှေတွေကြားရတာမလို့ခရမ်းမိုတို့နဲ့အတူရှိနေတဲ့မြောက်ကအဲ့ဒါဟာနိုင်ငံပေါ်ကိုလောင်းတဲ့ရှေတွေကရှန်ကြားတဲ့အကြောင်းပြပြလိုက်ပါတယ်ရှေတွေကကြောင်ပုံကိုပြက်ပြဲသွားလိမ့်မယ်လို့ခန်ဂျီယိုကပြောနေတော့ရှေတွေကဖုံးလွှမ်းသွားပါတော့မိုးရီပန်းနာကတကယ်မိုးမဟုတ်ပဲနဲ့တနေ့ကိုနှစ်ခါစင်ကြီးစုနာရှာကတကုတူရှေဖြန်းနေဆိုတဲ့အကြောင်းကိုဝန္တာကပြောပြပြီးတော့ပြောရရင်ဒါကပင်လယ်ရှေရိုက်ချက်ကြီးလို့ဆိုပါတယ်ရှေကမျိုးလေကရှေစစ်စနစ်ကနေရှေတွေတန်းလေးတွေကိုဖြတ်ပြီးတော့တနိုင်ငံလုံးအတွက်တောက်စရာရှေဖြစ်လာတယ်ပင်လယ်ရှေနဲ့အတူငါးတွေကလည်းကြာလာတာမလို့အစားအသောက်အတွက်လည်းမပူရဘူးလို့ခါရုတ်ကထပ်ပြောလိုက်ပါတယ်အဲ့ဒီချိန်အနောက်ကနေဖပိုကရှောက်လာပြီးတော့တို့ဒီတောထဲကနေထွက်လို့မရသေးလို့သူ့အကြောင်းကိုကပတိန်ကိုပြောပြပြီးတော့ဒီမှာလာခေါ်ပြီးပို့ပါလိုက်ပါတယ်ပပိုကဒီမှာမွေးတာဆိုရင်ပင်တမတယောက်မလို့အခုက Master Cat Fiber ရဲ့ဆောင်းရှောက်မှုအောက်မှာဘဲလို့ခါရုတ်ကဆိုပါတယ်တစ်ဖက်ကရောမင်ကလည်းရှေတွေကပင်လယ်ရှေတွေမလို့စင်ကြီးကသူ့ကုတ်သူရှေဖြန်းနေတာဖြစ်နိုင်လောက်တယ်လို့ပြောနေခဲ့ပါတယ်ဦးစောကဒီကျွန်းမှာတစ်စက္ကန့်တော့မနေချင်တော့လို့အားလုံးကိုအမြန်ရှာပြီးရနေအမြန်ထသွားကြမယ်လို့ပြောနေတော့မှပဲမျိုးစုံမှာလူဗီကိုတွေ့လိုက်ရပါပြီခုနကသူတွေနဲ့အတူရှိနေတာမလို့အယူလောက်ပြီးတော့ခေါ်သွားခံလိုက်ရတဲ့အကြောင်းဦးစောကပြောနေရင်ခါရော့ကလူဗီကိုကိုက်နေတာကိုမြင်လိုက်ရတဲ့အခါဦးစောလည်းအရန်လန့်ပြီးတော့လူဗီအစားခံနေရပြီဆိုပြီးတော့ထားဟောပါတော့တစ်ဖက်ကဝန္တာကမျိုးကိုဖျက်နေတော့အားလုံးရဲ့အော်ဒန်နှိမ့်ဆက်တဲ့တွေကိုပြန်ချားရောက်နေပြီးတော့မျက်ရည်တွေကျလာခဲ့ပါတယ်ဒီနိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့သူရဲ့နာမည်ကိုမေ့သွားလို့လူဗီကပြန်မေးတဲ့အခါဝန္တာလည်း Jack ဖြစ်ကြောင်းပြောလိုက်ပါတယ်လွန်ခဲ့ရက်အနည်းငယ်လောက်ကတင်းစာထဲမှာသူသွားပြီးလို့ကြော်ညာတွေ့ခဲ့တယ်လို့ဝန္တာကဆိုပါတယ်ချက်ကဒီနိုင်ငံကိုတိုက်ခိုက်ပြီးတဲ့နောက်မှာဒိုဖလမင်ကိုပို့ဆောင်နေတဲ့ရေတပ်တင်မောလင်းစစ်ကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဝန္တာကပြောပြတော့လူဖီလည်းသူကဒွဲဦးစာမရှိနေကြတာလားဆိုပြီးတော့အရန်အံ့ဩနေပါတော့Navy Admiral နဲ့အရင် Fleet Admiral ကုန်းပတ်မှာရှိနေတဲ့တင်မောတွေကိုတိုက်ခိုက်ပြီးတော့လွတ်မြောက်သွားတာလည်းဖြစ်နေတာမလို့သူတေချင်းကိုလည်းအတိမပြုထားတာကြောင့်မလို့အသက်ရှင်နေလိမ့်အောင်မယ်လို့ထင်တယ်လို့ဝန္တာကဆိုပါတယ်သူတို့တွေကချက်ကိုလုံးဝခွင့်မလွတ်နိုင်ဘူးလို့ဝန္တာကထပ်ပြောပြလိုက်ပါတယ်သူတို့နဲ့ဝန္တာတို့လည်းအရှိကိုဆက်လာခဲ့ကြပြီးတော့ Ubara Right Flank ကိုရှောက်လာခဲ့ပါပြီ
ဆိုတော့အဲ့ဒီမှာရှိနေရလာလို့လူဖီကပြောရတော့မှပဲလောကအားလုံးကိုနေရာချိန်ပြီးတော့လူဖီတို့ရဲ့ရှေ့ကိုရောက်လာပါတော့ဦးစောကဇိုးနောက်မှာပုံနေပြီးတော့ခြေလက်တွေရှိနေသေးရလားလို့လူဖီကိုလမ်းမေးလိုက်ပါတယ်ဦးစောကအနောက်ကနေတို့ကပတိန်ကိုပြတ်မပေးရင်ဓာတ်သုံးချောင်းစတိုင်တွေဘာတွေတွေ့ရမယ်ဆိုပြီးတော့ဇိုးစတိုင်တွေနဲ့ရှောက်လုံးနေလို့အထင်လွဲနေပြီဆိုတဲ့အကြောင်းကိုဝန်နာကလည်းရှင်းပြနေခဲ့ပါတယ်မြူကိုရဲ့တစ်ဖက်မှာအဆောင်တွေနဲ့ခံတဲ့တစ်ခုရှိကြောင်းဝန်နာကပြပြလိုက်ပါတယ်အဆောင်တွေကလည်းကျူးကျော်သူတွေလားဆိုပြီးတော့ဝန်နာကိုမေးတဲ့အခါရှော့ခအဖွဲ့ဝင်နေမလို့တကားကိုဖွင့်ပြီးအားလုံးကိုလည်းအတိပေးဖို့ဝန်နာကအဆောင်တွေကိုပြောလိုက်ပါတယ်တစ်ဖက်မှာလည်းချော့ပါကမျက်ရည်တွေနဲ့လူဗီတို့ရောက်လာပြီဆိုတဲ့အကြောင်းကိုနာမီကိုလာပြောပါတော့ကြီးကြီးလာရဲ့ကေတင်ရှင်ကြီးတို့ရဲ့တငယ်ချင်းတွေမလို့ကြိုးဆိုဖို့ပြင်ဆင်ကြဆိုပြီးတကားကိုဖွင့်လိုက်တဲ့အခါမှာတော့အားလုံးကဂါချူလို့ဝိုင်းော်ကြပြီးတော့ကြိုးဆိုကြောင်းပြောပါတော့လူဗီကလည်းလိုက်ပြီးတော့ဂါချူနေမဲ့ဂါချူဆိုတာကဘာအသိပဲလေလို့ဝန်နာကိုပြန်မေးပြီးတော့ဆိုးကလည်းမစ်မျိုးတဲ့စုတွေကလူသားတွေကိုမုံတိတယ်လို့ထင်နေတာလို့ပြောလိုက်ပါတယ်ဝန်နာကသူတို့တော်လူသားတွေဟာအမွှေးမြင့်နေပါတဲ့ monkey mix တွေနဲ့အတူတူပဲလို့ဆိုပါတယ်မျိုးတွေကိုအတိကမကြည့်ပဲစရိုက်လက္ခဏာကိုပဲအတိကကြည့်ပြီးတော့ဒီလိုအမွှေးတွေဖုံးနေတဲ့မျိုးတွေကိုဂုံယူပေမဲ့ဒီလိုလှပတဲ့လက်စာ mix ကောင်းအင်ကြီးတွေကိုတော့ကြိုက်တယ်လို့ဆိုပါတယ်အဲ့ဒီချိန်နာမီကထွက်လာတော့အားလုံးကနာမီအတွက်ဝမ်းသာပေးပြီးတော့ဂါချူဆိုပြီးဝိုင်းအောင်ကြပါတော့လူဖီတို့လည်းနာမီတို့ကိုတွေ့လိုက်ရတော့အရန်ဝမ်းသာနေပြီးတော့စန်ဂျီဘရုတ်နဲ့မမိုတို့လည်းအစင်ပြေကြတယ်မလားလို့လူဖီကထပ်မေးလိုက်တဲ့အခါနာမီကလူဖီကိုပြေးဖက်ပြီးတော့မျက်ရည်စားတွေနဲ့အတူတောင်းပန်လိုက်ပါတယ်တစ်ဖက်ကခရမ်းမိုတို့ကလည်းအောက်ဆုံးထိကိုပြန်ကျလာလို့ဘာစလို့ရမလဲတွင်းနေတော့ရေချောင်းမှင်တွေပြက်ကုန်တဲ့ကြောင်ကိုမြင်ပြီးတော့အရန်လန့်နေကြပါတော့ဒီအတိုင်းဆိုရင်နေလဲဝင်နေပြီမလို့မနှမ်းမပဲအပေါ်ကိုထက်တက်ကြမယ်လို့ခန်ချိုကလည်းဆိုပါတယ်တစ်ဖက်မှာလည်းစတောဟတ်တွေအတွက်ကျိုးစိုးပွဲတွေကိုလုံနေကြပြီးတော့ဇိုးကိုလည်းဝိုင်းပြီးတော့ခါချူနေလို့ဇိုးလည်းပေါက်ကွဲနေခဲ့ပါပြီအားလုံးကကောင်းမွန်ဆက်ဆက်နေကြတာမလို့အဲ့လိုမလုပ်ဖို့လူပီကပြောတဲ့အခါဇိုးလည်းသူ့အရာကောင်းမတောက်ရဘူးလို့အော်ပါတော့ဒါက mix ship အတွက်ရင်းနှီးရဲ့လှုပ်ဆောင်ချက်တစ်ခုမလို့ဘွယ်မယူပါနဲ့လို့ဝန်နာကပြောလိုက်ပါတယ်အသားတွေကအရန်အရတာရှိအောင်ဦးစောကပြောတော့ခါရွက်ကသူတို့ခါတဝါတွေရဲ့အသားတွေကိုမစားဘူးလို့ပြန်ပြောလိုက်ပါတယ်အခုလိုတီကင်းကျွေးမွေးတာကလည်းကက်တင်ရှင်တွေရဲ့တငယ်ချင်းဖြစ်နေတာကြောင့်ပဲလို့ခါရွက်ကထပ်ပြောတော့ဘာတွေများဖြစ်ခဲ့ရလဲလို့ဦးစောကမေးနေတော့ဘရုတ်ကရောက်လာပါတော့ဘရုတ်ကစန်ကြီးကိစ္စနဲ့ပတ်သက်ပြီးတော့တောင်းပန်ကြောင်းထပ်ပြောတော့မမိုကောလို့ဦးစောကလှမ်းမိလိုက်ပါတယ်အဲ့လိုလှမ်းမိလိုက်တော့ဒီတိုင်းမြေကလေးတွေကသဘောမကျမှာမလို့တက်နေဖို့ဘရုတ်ကပြောတဲ့အခါလူဗီကလည်းဒီလောက်သဘောကောင်းတဲ့သူတွေကမကြိုက်ဘူးလားလို့ပြန်မိလိုက်ပါတယ်ဘရုတ်ကသူလူဗီတို့နဲ့စကားပြောချင်လို့ပွဲတော်ကနေခဏပတ်ထုတ်လာခဲ့ပါတယ်ခရမ်းမို့တို့ပမာလေးလို့ဘရုတ်ကထပ်မိတော့လူဗီလည်းမကြခင်ရောက်လာတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒီတိုင်းမြေမှာစာမူဝိုင်းတို့မဟုတ်ဝါနုဆိုတဲ့စကလုံးတွေကိုမသုံးစေချင်မင်းနဲ့အကယ်၍သုံးခဲ့မယ်ဆိုရင်တော့ဒေါသထွက်တာမုန်းတိတာတွေကိုခံရလိုက်မယ်လို့ဘရုတ်ကဆိုပါတယ်ဆာမူဝိုင်းဆိုတဲ့အထိပ်ကဘာဖြစ်လို့လဲလို့လူဗီကမင်းနေတော့အနောက်မှာဘရုတ်ကိုလိုက်ဖမ်းနေတဲ့သူတွေကရှောက်လာပြီးတော့နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီးဘာပြောင်းအလောင်းလို့ခေါ်လိုက်ပါတယ်အလောင်းဆိုတော့ဝန်နာပြောတဲ့လူဗီတငယ်ချင်းတွေရဲ့အလောင်းဆိုတာကဘရုတ်ကိုဆိုလိုဝါလားဆိုပြီးဦးစောလဲတွေးမိသွားခဲ့ပါတယ်ဒေါက်မစ်ကအယိုးတွေ့ရမနေနိုင်တဲ့အချင်းရှိကြောင်းဝန်နာကပြောပြလိုက်ပါတယ်ချော်ပါကလောကိုမေးတဲ့အခါပပိုဒိုစီကိုတွားပြီးဖြစ်ကြောင်းလူဗီကလည်းပြောပြလိုက်ပါတယ်အဲ့ဒါထက်အရေးကြီးတာကစန်ကြီးကိုဘယ်လိုလုပ်ကြမလဲလို့နာမီကလည်းမေးလိုက်ပါတယ်နောက်ဆုံးစကားပြောခဲ့တဲ့ချိန်တုန်းကနာမီတို့တွေကဗမန်ရဲ့တင်မောရဲ့တိုက်ခိုက်တာကိုခံခဲ့ရတယ်အဲ့ဒါပြီးနောက်ဇိုးကျွန်းကိုရောက်လာကြတယ်ဇိုးကျွန်းမှာကစကားပြောတဲ့လိမ့်ဆန်တွေမျိုးပြတ်တဲ့မစ်မျိုးနွယ်တွေကရှန်လူတွေတို့အစားကတော့ထင်ထားပေမဲ့နည်းနည်းတွေကြိုးဆိုကြတယ်ကက်တင်ရှင်တွေရဲ့တငယ်ချင်းတွေတော့မှပြောနေသေးရလို့ဦးစောကဆိုပါတယ်ဂျွဲဘူစာကထွက်သွားခဲ့တဲ့လွန်ခဲ့တဲ့17ရက်မှာဘာတွေဖြစ်သွားခဲ့တယ်ဆိုတာကိုပြောပြပေးဖို့ရောဘင်ကလည်းမေးလိုက်ပါတယ်ရောစာကန်ဝန်တန်းကစထွက်တော့ကတွေးဆုံခဲ့ရတာကဗမန်ပါရရဲ့တချင်းတီဆိုနေတဲ့တင်မော်လို့နာမည်ကဆိုပါတယ်တိုက်ပွဲမှာပါဝင်တဲ့သူက Fishman ကျွန်းမှာလူဗီနဲ့တွေ့ခဲ့တဲ့ဖတ်ကွန်နဲ့ဘာဘွန်ထမကိုနောက်ထပ်တစ်ယောက်က World Generation ကခပ်ပွန်ကန်ဘာကေသူကဗမန်ရဲ့လောင်းငယ်သားဖြစ်လာတဲ့ပုံပဲလို့နာမည်ကလည်းပြပြလိုက်ပါတယ်စီစာကသူတို့တွေသူ့ကိုခေါ်သွားမှကိုလည်းပိုကြောက်နေပြီးတော့ပွပွင့်လင်းပြောရရင်သူတို့စီကလွတ်မြောက်ဖို့လည်းအခွင့်အရေးမရှိခဲ့ဘူးလို့ဆိုပါတယ်စန်ဂျီကလည်းလူဗီစီကဗမန်တို့ကိုတံပြန်တိုက်ခိုက်ဖို့အတွက်ခွင့်ပြုချက်ရခဲ့တဲ့အချိန်ပါခုတ်ဒီဘတ်ကိုတောင်းမှုကလည်းခိုလာအလုံးလောက်မရှိလို့စန်ဂျီကသူ့မှာအကြက်တစ်ခုရှိရလို့ဆိုခဲ့ပါတယ်စီစာကလည်းအကြံရှိရင်အမြန်လုပ်လိုက်ဖို့စန်ဂျီကိုអော်ပါတော့တစ်ဖက်ကဖက်ကွန်းတို့ကလည်းအမြောက်နဲ့အဆမ်းပြတ်ပြနေတာမလို့ဘရုတ်ကဆိုဖာရိတ်နဲ့အမြောက်ဆန်တွေကိုခဲပေးလိုက်ပြီးတော့ချော်ပါကစီစာရဲ့ခန္ဓာကိုယ်နဲ့အမြောက်ဆန်ကိုဖမ်းပေးလိုက်ပြီးအပေါ်ကိုပြန်ပစ်ပေးလိုက်ပါတယ်စန်ဂျီက Skyward နဲ့ရှောက်ပြီးတော့ Poly FRV Spectra နဲ့စီစာကိုကန်လိုက်တဲ့အခါအမြောက်ဆန်တွေကဖက်ကွန်းတို့တမက်ကိုထိသွားပါတော့ပြုတ်ကြတော့တဲ့စီစာကိုလည်းစန်ဂျီကပြန်ဆွဲခေါ်လာပေးခဲ့ပါတယ်နာမီကလည်း Weather Edge ကိုတုံးပြီးတော့တိမ်မဲတွေကလည်းဆင် Rain Tempo ကိုတုံးလိုက်ပြီးတော့ထွက်လာတဲ့မြူကိုတွေနဲ့အမျက်ချစ်ပြအောင်လုပ်ပြီးအရှိကိုဆက်လာခဲ့ကြတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီကနေဇိုးကျွန်းကိုရောက်အောင်လို့ဘယ်တော့မှကြာခဲ့လေလို့ရောဘင်ကချက်ပြီးတော့နာမီတဲ့အဲ့ဒီချိန်တုန်းကစင်ကြီးကအနားမှာပဲရှိနေတဲ့ပုံမလို့နောက်နေ့မှာပဲတန်ရောက်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြလိုက်ပါတယ်လွန်ခဲ့တဲ့10ရက်လောက်ကလို့ချော်ပါကလည်းဝင်ပြောလိုက်ပါတယ်ရောဘင်ကတို့မြင်ခဲ့တဲ့အပျက်စီးတွေခါလွန်ခဲ့တဲ့2ပတ်လောက်ကဖြစ်နိုင်ကြောင်းပြောတော့အရင်10ရက်ထဲကပဲနိုင်ငံအများစုကပျက်စီးသွားပြီဆိုတဲ့အကြောင်းကိုဝန်နာကလည်းကြားဖြတ်ပြောလိုက်ပါတယ်အဲ့ဒီနေ့ကနာမီတို့ကလည်းရှောင်းလာခဲ့တာမလို့တို့ရဲ့ရဲရဲမှုနဲ့ချော်ပါရဲ့စေးပညာရေးကျောင်းတာမဟုတ်ရင်မော်ကမွန်တပ်ကုံကလူတိုင်းအကူအညီမဲ့ပြီးတော့တေခဲ့ကြရမှာပဲလို့ဝန်နာကထပ်ပြောပြလိုက်ပါတယ်အဲ့ဒီချိန်မစ်လူမျိုးတယောက်ကလည်းရှောင်းလာပြီးတော့ဒုက္ခနိုးလာပြီဆိုတဲ့အကြောင်းကိုလာပြောပြပါတော့ချော်ပါလည်းသူ့ရဲ့အခြေအနေကိုတွားကြည့်မယ်ဆိုကဒေါက်တာမီယာကီနဲ့သူထွက်သွားပါတော့ဒုက္ဒေါ့စတုန်းကကက်တင်ရှင်တွေနဲ့တွေ့ကြင်ကြောင်းသူတို့ကထပ်ပြောတော့ဝန်နာလည်းသူနဲ့အတူလိုက်ခဲ့ဖို့ဆွဲခက်တွေကိုပြောလိုက်ပါတယ်ဒေါ့စတုန်းဆိုတာကဘသူလဲလို့လူတွေကမေးတော့မော်ကမွန်ဒေါ့ဒွန်းရဲ့မူးမန်ပြောရရင်တော့ဒီနိုင်ငံကိုအုပ်စိုးတဲ့သူဒီနိုင်ငံမှာအုပ်စိုးတဲ့သူကတော့2ယောက်ရှိပြီးတော့နေပမှဆိုရင်တော့ဒုဒေါ့စတုန်းနဲ့ညပမှဆိုရင်တော့မာစတာကက်ဖိုင်ဗာ
ဒီနိုင်ငံကိုအဲ့ဒီမြောက်ကပဲကောက်ွယ်ပေးနေတယ်ဆိုတဲ့အကြောင်းဝါဒါကလည်းထပ်ရှင်းပြလိုက်ပါတယ်လောတယောက်လည်း Vivi ကအတိုင်းတွားရင်ဘဘောတို့နဲ့ပြန်တွေ့သွားခဲ့ရပါပြီ right flank ခံတဲ့နားမှာလည်းဝါဒါက Shocker တွေကိုဒုက္စီကိုခေါ်သွားနေခဲ့ပါတယ်လမ်းသွားရင်းနဲ့လမ်းကအတီးမီလုံးလေးတွေအကြောင်းကိုဝါဒါကပြောပြနေတော့ Luffy ကမရှိတော့ပါဘူးခဏကြာစပြည့်ပြမောရောက်နေတာကိုမြင်လိုက်ရတာမဟုတ်လို့ပြန်လာခဲ့ဖို့ဥစောကလည်းလှမ်းခေါ်ပါတော့Luffy ကတူတီနီယာကိုသဘောကျတယ်လို့ပြောတဲ့အခါဒီနေရာကမတုံးတော့တာကြာပြီလို့ဝါဒါကလည်းဆိုပါတယ်မုတ်ကမွန်ဒုံရဲ့မြို့တော်ကခူအာကိုစီးတီးဖြစ်ပြီးတော့အရန်နဲ့စီကားခဲ့တယ်ငိမ့်ချမ်းပြီးတော့သူတို့ရဲ့တငယ်ချင်းမိသားစုတွေကိုလည်းဘလောက်ချစ်တယ်တဘာဝရဲ့ကောင်းကြီးတွေနဲ့အားလုံးကပျော်ရွှင်စွာဘဝကိုဖျက်ဆီးခဲ့ကြတယ်ဒါပေမဲ့လွန်ခဲ့တဲ့လောက်ဘက်လောက်ကတော့အဲ့ဒီအဖြစ်ဆိုးကြီးကစတင်ခဲ့တယ်လို့ဝန်တာကဆိုပါတယ်ဝဘင်ကတိုးရောက်လာတဲ့အချိန်မှာမသိရင်မြို့ကိုမုံတိုင်းတစ်ခုဝင်တိုက်သွားတယ်လို့ပဲတွေးခဲ့ရတယ်လို့ပြောလိုက်ပါတယ်အတိအကျပြောရရင်လွန်ခဲ့တဲ့18ရက်တိတိကဖြစ်ပြီးတော့အဲ့ဒီတီလုံးကိုမုတ်ကမွန်ဒုံအနှံ့တိခတ်ခဲ့ပြီးတော့အဲ့ဒါကကြုံတောင်းကြုံခဲ့ကြားခဲ့ရတဲ့တိုက်ခိုက်ခြင်းတီလုံးပဲလို့ဝန်တာကဆိုပါတယ်ဒီတိုက်ခိုက်ခြင်းခေါင်းလောင်းတက်ကိုမြောက်လေးကတီးပေးခဲ့တာဖြစ်ပြီးတော့တိုက်ခိုက်မှုကြီးကလည်းစတင်နေခဲ့ပါတယ်တောအုပ်ကိုပိုင်းဖြတ်ပြီးရန်သူကငိမ့်ချမ်းတဲ့မြို့တွေကိုကျူးကျော်လာခဲ့တယ်အဲ့ဒီထူးခြားတဲ့လှုပ်ရှားမှုကိုခန်းစားနေရတဲ့စင်ကြီးစုနရှာကလည်းခြေတော်စွာဟိန်းနဲ့ကိုပြုလုပ်ခဲ့တယ်လို့ဝါဒါကပြောပြလိုက်ပါတယ်သူတို့ကဘသူတွေလဲဘာလို့ချင်းလို့လဲလို့ဦးစောကလည်းထပ်မေးလိုက်ပါတယ်ရန်သူကသူတို့စီမှာမရှိတဲ့ကြောက်ကိုလာတောင်းနေတာဆိုတော့ဘလို့လုပ်ပြီးတော့ပေးရမှာလေလို့ဝါဒါကပြန်ပြောပြလိုက်ပါတယ်ထို့သူကဒီနိုင်ငံမှာဝါနိုတိုင်းပြည်က Raiso ဆိုတဲ့နာမည်နဲ့စစ်တီတော်ရှိတယ်ဆိုတာကိုသိတာမလို့ထုတ်ပေးဖို့ပြောခဲ့တာပါ Raiso ဆိုတာသိလိုက်ရတဲ့ဦးစောတို့လည်းအရန်အော်နေခဲ့ပါတယ် Mac မျိုးနွယ်စုတွေကအဲ့ဒီလူကိုသိလဲမသိရကြမလို့ထွက်သွားကြဖို့ပြောလိုက်ပြီးတော့မင်းတို့တွေကရောဘာကောင်းတယ်လို့ပြန်ပေးလိုက်ပါတယ် Ships Hack ကလည်းဒီမှာရှိနေတဲ့ပုဂ္ဂိုလ်ကရှိုကိုခိုင်တို့ရဲ့ညာလာကြောင်းဖြစ်တဲ့ Drop Jack ဖြစ်ပြီးတော့သူဖြတ်သွားလိုက်တဲ့နိုင်ငံတိုင်းကမိုးခေါင်ခြင်းတွေဖြစ်လို့ပျက်စီးခြင်းတွေတက်ဆောင်လာလိမ့်မယ်လို့ဆိုပါတယ်ခလေးတယောက်လို့ထိမ့်သိမ့်ပြုစုခဲ့တဲ့မျိုးကိုမပျက်စီးစေချင်လို့ရှိရင် Raiso ကိုထုတ်ပေးဖို့ပြောပါတော့အဲ့ဒီချိန်မွန်ချီကရောက်လာပြီးတော့တိုက်ခိုက်ဖို့လည်းဆန္ဒမရှိရကြမလို့သူပြောတာကိုနားထောင်စေချင်တယ်လို့ဆိုပါတယ်မရှိတဲ့သူတယောက်ကိုလည်းလွှဲပေးဖို့ကမဖြစ်နိုင်တယ်လို့ငါတို့ Mick မျိုးနွယ်စုကလည်းမလိမ့်တက်ဘူးလို့ Jack ကိုပြန်ပြောလိုက်ပါတယ်အဲ့ဒီ Raiso ဆိုသူကိုရှာချင်ရင်မယုံရင်တအိမ်ဝင်တအိမ်ထွက်ပြီးတော့လိုက်ရှာဖို့မွန်ချီကပြောတဲ့အခါ Jack ကစာပြီးတော့တိုက်ခိုက်ပါတော့Jack ကသူတို့လာတာစကားပြောဖို့မဟုတ်ဘဲနဲ့ Raiso ကိုလာခေါ်တာတခုတည်းပဲလို့ဆိုပါတယ်ဒီနိုင်ငံကိုတိုက်ခိုက်ခဲ့တာခိုင်တို့ရဲ့လောင်းငယ်သားတွေဆိုတာကို Robin နဲ့သိရှိလိုက်ရပါတယ်မသိရတဲ့လူတယောက်ကိုထုတ်ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ Mick လူမျိုးတွေကထပ်ပြောတဲ့အခါ Jack ကလည်းစာပြီးတော့ဖျက်ဆီးပြစ်ကြဖို့အမိန့်ပေးခဲ့ပါတယ်Jack ရဲ့အဖွဲ့သားတွေကလည်းစာပြီးတော့တိုက်ခိုက်ခဲ့ကြပေမဲ့ကလေးတွေကစာအားလုံးကလည်းတန်မာကြတာမလို့ Jack ရဲ့အဖွဲ့သားတွေပဲအားလုံးမှောက်ကုန်ကြပါတော့Mick မျိုးနွယ်စုတွေအားလုံးကတိုက်ခိုက်သမားတွေအဖြစ်မွေးကလေးကပါရမီပါလာခဲ့တာမလို့မင်းတို့တွေကဒီနိုင်ငံကလူတွေအကုန်လုံးကိုတိုက်ခိုက်နိုင်မှာလားလို့မွန်ဂျီကလည်းမေးလိုက်ပါတယ်မွန်ဂျီကသူတို့မှအစင်းမြင့်မြင့်လေ့ကျင့်ထားတဲ့ Musky Theory တွေရှိကြောင်းကိုပြောလိုက်ပါတယ်တိုက်ခိုက်ကြမယ်ဆိုရင်နှစ်ဖက်စလုံးတရားတွေရကြမှာမလို့အနည်းဆုံးတော့ဒီနိုင်ငံကတာဝန်ရှိတဲ့ movement နဲ့စကားပြောပေးနိုင်မလားလို့မွန်ဂျီကထပ်ပြောလိုက်ပါတယ်ဒါပေမဲ့ Jack ကတော့ညင်းပက်လိုက်ပြီးတော့ gifter တွေကိုခေါ်လိုက်ပါတယ် Ships Hack ကလည်းဒီတိုင်းမျိုးကိုဖျက်ဆီးပြီးတော့ Samuel ကိုရှာကြဖို့အော်ပြောလိုက်ပါတယ်စကားတော့မှပြောခွင့်မပေးပဲတိုက်ခိုက်မှုကိုပဲရွေးချယ်ခဲ့တာကြောင့်မလို့တချိန်ကငိမ့်ချမ်းခဲ့ရတဲ့နိုင်ငံလေးကတိုက်ပွဲပြင်းပြင်းဖြစ်သွားခဲ့ရတယ်လို့အဲ့ဒါကြောင့်ပဲအားလုံးကဒီကိုရွှေ့ပြောင်းလာခဲ့ရတယ်လို့ဝါဒါကရှင်းပြလိုက်ပါတယ်နောက်ဆုံးကျချက်ကဘာလို့ Samuel ကိုရှာနေလဲဆိုတာကိုမသိဘူးပေါ့လို့ဦးစောကလည်းမေးလိုက်ပါတယ်ဒီကိုဘာလို့ရောက်လာကြလဲနဲ့ဘာကြောင့် Samuel ကိုလိုက်ရှာနေလဲဆိုတာကိုသူတို့မသိခဲ့ရပါဘူးလို့ဝါဒါကဆိုပါတယ်သူတို့နဲ့ကျိုးသားတစ်ခုနားကိုရောက်လာတော့ Luffy ကစောနေတဲ့အခါအားလုံးကလည်းဝိုင်းအော်ချပါတော့ခုနကအကြောင်းတွေကိုကြားပြီး Brook ကသူစာမဝိုင်းနေအကြောင်းကိုမပြောဖို့ဘာလို့တားခဲ့တယ်ဆိုတာကိုသိပြီးလားလို့ Shocker တွေကိုတီးတိုးပြောနေခဲ့ပါတယ်အဲ့ဒီအချိန် Luffy ကခရမ်းမို့ပြောတဲ့ Ninja ကဒီမှာမရှိတော့တာစိတ်ညစ်စရာပဲလို့ထပြောလိုက်တဲ့အခါအားလုံးလည်းအရန်လန့်သွားကြပါတော့Ninja လာလို့ဝါနာကလှည့်ပြောနေတော့ Brook ကလည်း Midship Ganchu ဆိုပြီးတော့ Luffy ကိုဝိုင်းတီးကြပါတော့Ninja ဆိုတာတရားပေါက်ကြားရတာမဟုတ်လို့ဝါနိုတိုင်းပြည်ကနေပတ်သက်ပြီးတခုခုတိထားတယ်မလားလို့ဝါနာကလည်း Luffy ကိုထပ်မေးလိုက်ပါတယ် Ninja လို့ပြောရတာမဟုတ်ဘဲနဲ့ Kancha ဆိုတဲ့လူနာမလို့လူနာဘလို့နေလဲဆိုတော့ကိုသိကျင်တာပါလို့ Brook ကလည်းလိန်ပြောလိုက်ပါတယ်ဝါနာကဒါဆိုသူနားကြားလွှဲတာပဲထင်တယ်လို့ပြောနေတော့မှပဲ Luffy ကထပ်ပြီးတော့ Ninja ချင်းနေသေးလို့နာမည်တို့လည်း Gachu ဆိုပြီးတော့တဖန်ထပ်တီးပေးလိုက်ပါတယ်ဝါနာကသူနဲ့လိုက်ပေးတာကျေးဇူးတင်ပြီးတော့ကျန်တဲ့ဖျက်တွေကိုတော့နောက်မှပြောပြပေးမယ်လို့ဆိုပါတယ်ဒုထော့စတုံးရဲ့ကုသားရဲ့နေရာမှာလည်းဝဒုံတုံးကားကြီးဖြစ်နေလို့ရှီလီယန်ဖာများဖြစ်သွားလေလို့ဝါဒါကတွားမိလိုက်ပါတယ်ရှီလီယန်ကသူရှိနေလို့ရှိရင်ကျင်နာမှုအချစ်တကြားပြားရည်စားတဲ့ချိုးတဲ့အကြောင်းတွေကိုဘယ်တော့မှမပြောနဲ့ဆိုပြီးတော့အော်ပါတော့အဖွဲ့သားတွေကလည်းဒါကရှီလီယန်ရဲ့အချစ်နဲ့ကျင်နာမှုတွေချောင်းပါပဲလုပ်နေလို့ရှီလီယန်ကအနားမှာရှိနေတဲ့အသီးအိမ်နဲ့ပြပောက်ပါတော့ဝါနာကရှီလီယန်ကိုခေါ်ပြီးတော့ဒီဘက်ကရှော့ခတ်တီဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်ရှီလီယန်ကလည်းအာမန်အပြည့်နဲ့ကျေးဇူးတင်ကြောင်းပြောပြီးတော့ကပတိန်ဖြစ်တဲ့လူပြီးကိုလည်းခါချိုပါတော့သူတို့နဲ့အားလုံးအထက်ကိုဝင်လာကြတော့နေပိုင်းရဲ့ဘယင်ဖြစ်တဲ့ဒူတော်စတုံးကိုတွေ့လိုက်ရပါတယ်ဒူတော်စတုံးကရှော့ခတ်တီကိုမြင်တော့ကျေးဇူးတင်စကားတွေစပြောပါတော့လူဘီကလည်းသူ့ရဲ့တငယ်ချင်းတွေကဒီနေရာကိုကယ်တင်ပေးထားရလို့ကြားထားပေမဲ့အသေးစိတ်တော့မသိရသေးဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဒုကအရန်ဆွမ်းထက်မယ်ဆိုတာလောင်းရဲတယ်လို့လူဘီကလည်းပြောလိုက်ပါတယ်ဒုက Brook ကိုမြင်တော့တရွေတွေကြားနေရဲ့အခါ Brook လည်းအရန်လန့်နေခဲ့ပါပြီနည်းနည်းလောက်ဖြစ်ပေးကြိုက်ခိုင်းလိုက်ဖို့ Frankie ကပြောတဲ့အခါ Brook လည်းသူ့ရက်အတော်များများဘယ်တော့မှအကြိုက်ခံထားရလဲမသိဘူးမလားလို့ Frankie ကိုပြန်ပြောလိုက်ပါတယ်လူဘီကကောင်းရုံအုပ်ထုပ်နဲ့အရန်လိုက်ပြီးတော့ဒုကသူ့အရှင်ကလည်း Master Cat Fiber နဲ့ပင်လယ်တွေကိုတွားကစ်ပူပြီးတော့အဲ့ဒီအချိန်တုန်းကအခုရှိုကိုဖြစ်နေတဲ့ရှန့်ကလည်းအဲ့လိုအုပ်ထုပ်လေးကိုဝစ်စင်ခဲ့တာလို့လူဘီကိုပြောပြလိုက်ပါတယ်လူဘီကလည်းဒီအုပ်ထုပ်ကရှန့်စီကရားခဲ့ကြောင်းပြောပြနေတော့ဒုကအိပ်ပျော်သွားခဲ့ပါပြီလူဘီကအတင်းပြန်နှိုးပြီးတော့ရှန့်နဲ့ဘယ်လိုသိရလဲဆိုတာကိုပြောပြပေးဖို့အော်ပြောနေတဲ့အခါဒဏ်ရာကကုသနေစဲမလို့ရက်တန့်လိုက်ဖို့ချော်ဘကပြောလိုက်ပါတယ်ဒ
ဒူဒေါ့စတုန်းကတရားဝင်အုပ်စိုးသူဆိုပေမဲ့ရှေးမြင့်မြတ်တဲ့ဝေလာငါတော့ကိုကောက်ကွယ်တဲ့မာစတာကက်ဖက်ဘာကလည်းသူကြီးရဲ့လုံပိုင်ခွင့်ထပ်တူရှိတယ်လို့ဝန္တာကဆိုပါတယ်အဲ့ဒီအကြောင်းရင်းနဲ့အခုဒူအိပ်ပျော်သွားတာနဲ့ကဘလို့ပတ်သက်မှုရှိလို့လဲလို့ဦးစောကမေးလိုက်ပါတယ်။မြောက်စလုံးကမတဲကြတဲ့သူတွေဖြစ်ပြီးတော့မညက်ချင်းဆိုင်တာနဲ့တတ်ဖို့အထိစူးစမ်းတဲ့အထိဖြစ်လာကြတယ်။အရှင်ကတော့အကောင်းဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ဆိုပေမဲ့ဘာကြောင့်အခုလိုတိုက်ခိုက်နေကြလဲဆိုတာကိုတော့မသိပဲတိုက်ခိုက်ရင်တော့မှတရေပွဲပဲအမြဲကြားရတယ်လို့ဝန္တာကဆိုပါတယ်။တိုက်ခိုက်မှုတွေအများကြီးရှိခဲ့ပေမဲ့အခုကတော့မျက်နှာချင်းဆောင်တာမှဆိုင်ကြတော့တာမလို့နေမင်းကမနက်6နာရီကနေညနေ6နာရီအထိလာမင်းကညနေ6နာရီကနေမနက်6နာရီအထိတို့ရဲ့ရှင်တန်တဲ့နာရီတွေကိုခွဲခြားထားကြကြောင်းကိုဝန္တာကတခြားရှင်းပြလိုက်ပါတယ်။ဆရာဝန်တွေလည်းအိပ်ပျော်တယ်လို့ဦးစောကအရန်အော်နေရဲ့ခါဒီခဏတစ်ခုလုံးနဲ့အိပ်ပျော်နေကြကြောင်းဝန္တာကပြောပြလိုက်ပါတယ်။အားမန်အပြည့်စုံဆိုတဲ့ရှိရှိလေးရလည်းအိပ်ပျော်သွားခဲ့ရပါပြီ။မကြသေးခင်ကတိုက်ပွဲတွေအတော်အတွင်းကားတော်မှာအားလုံးဟာအုပ်စုတို့နှစ်ယောက်ရှိတဲ့ဒလေးနဲ့နေထိုင်ကြတာလို့ဝန္တာကထပ်ပြောပြလိုက်ပါတယ်။မစ်မျိုးနွယ်တွေနဲ့ဂျက်ရဲ့တိုက်ပွဲကလည်းအတော်လေးပြင်းထန်ခဲ့ပြီးတော့ချက်တုတ်ကလည်းမြို့ကိုဖျက်ဆီးပစ်ပြီးတော့ဘိုင်ဆိုကိုရှာခဲ့ပါတယ်။အဲ့ဒီချိန်မက်စကီတီယာတွေလည်းရောက်ရှိလို့လာခဲ့ပါပြီ။ဝန္တာတို့ကလည်းရောက်လာပြီးတော့ကိုကြီးတိုက်ခိုက်ခဲ့ပေမဲ့မတိရဲ့ထူးဆန်းတဲ့အစွမ်းတွေကလည်းဂျက်ရဲ့အဖွဲသားတွေစီမှာကိုစီရှိနေခဲ့ကြပါတယ်။ဒေါ့စတုန်းမက်စကီတီယာသုံးဖို့ကလည်းရောက်လာပြီးတနိုင်လောက်ပြီးတို့တောတဲ့ကိုရွှေ့ပြောင်းနေကြဖို့အော်ပြောလိုက်ပါတယ်။ရှိလီယန်ကဂျက်စီကိုဦးတည်ပြီးတိုက်ခိုက်ခဲ့ပေမဲ့ဂျက်ရဲ့နှမောင်းနဲ့တွန်းထုတ်တာကိုခံလိုက်ရပါတယ်။အဲ့ဒီချိန်ဒူဒေါ့စတုန်းကရောက်လာပြီးတော့ဒီလိုတွေအကြမ်းဖက်နေတာကိုရပ်တန့်လိုက်ဖို့ပြောလိုက်ပါတော့ရဲ့ဒါလေးကတော့ One Piece အပိုင်း195ဖြစ်ပြီးတော့အပိုင်း196ကိုဆက်တင်ပေးနိုင်ဖို့ like လေးတယောက်ချက်စီနေပြီးတော့ comment နဲ့ကျွန်တော်မှမေးခဲ့ကြပါဦး channel လေးနဲ့ subscribe လေးဘယ်လိုလုပ်ပြီးတော့ကြည့်ကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ